အားလုံးပဲမင်္ဂလာပါရှင် Storybook Channel လေးကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ပြောမှကြိုဆိုလိုက်ပါတယ်ကျမတို့ရဲ့ channel လေးဟာဆိုရင်တော့နေ့စဉ်နေ့တိုင်းမှာရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ဆက်လံကောင်းများစွာကိုအမြဲမပြတ်တင်ဆက်ပေးနေရပဲဖြစ်ပါတယ်ရှင်ဒီကနေ့မှာဆိုရင်တော့စာရေးသူယွန်းအိန်ဒရီရဲ့အချစ်မီလျံဆိုတဲ့ဆက်လံကောင်းတစ်ပုဒ်ကိုနားဆင်ရမှာပဲဖြစ်ပါတယ်ရှင်ဆက်လံကြောင်းရာလေးကိုမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကိုlike and subscribe လေးလုပ်တော့ပြီးတော့ဘေးနာက notification လေးပါနှိပ်တော့ပြီးဖို့အားလုံးအရင်ဦးဆုံးတောင်းဆိုချင်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။ဇလန်လေးကိုအခုပဲစတင်လိုက်ပါပြီ။အချစ်မီလျံမမခက်ပြောခဲ့ဖူးရဲ့နော်။အနာဂတ်တစ်ခုအစိမ့်တသက်မခွဲချင်လို့ထုံစီမိစေပေးပြီးမှမမခက်ခွဲလိုက်ပါတည်းတဲ့။ဒါပေမဲ့တကယ်တမ်းကျတော့ခွဲစိတ်ခံရတဲ့မောင်မမခက်ထုံစီမိစေမပေးခဲ့အောင်နော်။အစိမ့်တသက်ကျခွဲခဲ့တာပါလားမမခက်ရဲ့မိုးပြန်ကောင်းကင်ကြီးတစ်ခုသူအတိတ်ပဲမဲ့ငေးကြည့်နေမြဲမိုးရာကောင်းကင်ပြင်ကြီးပေါ်မှာမမခက်သူတွေ့မြင်နေရတယ်အဲ့ဒီကောင်းကင်လွင်ပြင်ကြီးမှာမမခက်ရောသူပါရှိနေပါတယ်နောက်ချစ်ရဆုံးတော့မမခက်ရဲ့မောင်အသေးနဲ့ချစ်တဲ့စိတ်တွေနဲ့ချစ်တတ်အောင်ကြတော့တင်ပေးခဲ့ပြီးကမှမုံမေနာကြည့်တတ်အောင်တော့ဘာလို့များတမပေးခဲ့ရလဲမမခက်ရဲ့ကြေမွားပြတ်တော့အသေးကျွေမွားအနေခက်လက်ကြီးရဲ့ချစ်သူရဲ့ရင်မဆိုးနဲ့ကြေခွဲစွာနဲ့အောင်ဟင်းထက်ဧကန်းအလဲမှာရက်နေမြဲဘယ်စီကိုမှလည်းမသွားမလာချင်းဘယ်သူနဲ့မှလည်းမတွေ့ချင်းမမေနဲ့ပပတော်မလွဲတာလို့မိထုခေါ်ပြောလာတာသူနေခဲ့တယ်တွေးကြည့်လေရင်မနားလေရခက်လေနာကြီးရလေနဲ့ဂျာရင်တော့ဖြင့်မမခန့်နဲ့ပတ်သက်ပြီးသူရင်ခွဲရပြီးတော့မယ်တကယ်ခွဲရပြီးမတွေ့နိုင်မစုံစည်းနိုင်တော့ပြီဆိုကမှရင်မပုံမတွေ့ချင်လာမြဲမမခက်သူ့အနားမှာရှိနေခဲ့ပြောခဲ့စဉ်အချိန်တုန်းကဒီလောက်ထိအကြီးတန်းစွာနဲ့အခွဲခံရမယ်မယ်သူရှောင်လို့တောင်မှမတွေးမိခဲ့ပါသူ့ဘဝအတွက်သင်ခန်းစာယူတင်ထားတဲ့ကရင်မတဖြည်းဖြည်းတော့နားလည်လာမယ်လို့သူမျှော်လင့်မိရဲ့ဒါပေမဲ့အဲ့ဒီမျှော်လင့်ခြင်းတွေဟာသူတတော့ဘယ်အချိန်ဘယ်အခါမှရင်ထဲကိုဝင်ရောက်လာပြီးရင်ကိုအင်းငိမ့်စေမယ်မသိဘသူတွေဘလောက်ပဲဖြတ်ချဆမ်းစေကာယကံရှင်ဖြစ်တဲ့မမခက်ကိုယ်တိုင်ကသတိမချစာမလားလို့အလဲတကူမုံမေသွားနိုင်ရတာကိုရင်မကြိတ်မနိုင်ခဲမြပြင်းမိရပါတော့တယ်ရက်ဆက်လိုက်တာမမခက်အောင်ဟင်းထက်တယောက်ကြမ်းခင်းပြင်ပေါ်ရက်နေရင်ကတွေ့ငေးမောနေစိတ်တွေကိုအတက်နိုင်ဆုံးတည်ငြိမ်လောက်စူးစမ်းထိန်လိုက်တယ်အဲ့ဒီခိုင်မမခက်ပေါ်လမ်းဆိုတတိယနေမဲ့အစားလောက်ရက်လေချင်းဆိုတဲ့နာကြီးစိတ်တွေကလွမ်းမိုးလို့လာတယ်သူကတော့မုံမေဖို့လှုပ်ရက်တရားပဲငါရောဘာဖြစ်လို့တတိယတန်းတာနေအောင်မလဲအောင်ရင်ထက်အကြည့်တွေကအခန်းနေရစီကပြောင်းလဲနေတဲ့ကျွန်းသားပီယိုကြီးစီကြာရောက်သွားတယ်သူပီယိုစီကိုတလန်းချင်းလမ်းလာခဲ့ပြီးတကားကိုဆွဲဖွင့်လိုက်ကဥစွာသူမြင်လိုက်ရတာကစီကရီကတက်ထားတဲ့သူ့အင်ကြီးဥဝစာရိတ်ကဥဝစာများရဲ့ထဲမှာအပြောင်တိုးမွေးဆွဲတာလေးစီကိုသူ့အကြည့်တွေရောက်သွားတယ်သူဆွဲတာလေးကိုဆွဲယူလိုက်တယ်အဲ့နောက်ဆွဲတာလေးကိုဒီယူတရာလောက်ကင်ငေးကြည့်နေဖြစ်တယ်ရွှေဝဲလာတဲ့မြေစော်ရင်းနဲ့တူဆွဲတာလေးကိုကင်ထားတဲ့သူ့လက်ချောင်းတွေကတက်လိုက်ခံရသူတူပမာဆက်ဆက်တုံလာတယ်။ရွှေစွာငေးဆိုင်ကြည့်နေတဲ့သူ့အကြည့်တွေဟာတပြေးပြေးနဲ့ခက်ထန်မာကြောလာကြတယ်။ဆွဲတာဖြူလေးကိုကြည့်တဲ့သူ့ကြည့်ဟာယွန်ရှာဖွဲကောင်းတဲ့အရာတစ်ခုကိုကြည့်မိနေသလိုမင်းဘာဖြစ်လို့များအတိတ်ပဲမရှိဖြန့်ကြည့်နေရလဲအောင်ဟင်းထက်မင်းနဲ့ဘာဆိုင်တော့လို့လဲ။သွားကြရော့ကွာသွားစမ်းသူဆွဲတာဖြူလေးကိုစပွဲပေါ်မှာရှိတဲ့ဘန်အိုးရီချာအားကုန်လဲပလိုက်တယ်။ဖန်ပန်းအိုးတွေနဲ့ဆွဲတာလေးကအလုံးထိပ်ပြီးကျမ်းပြင်ပေါ်ကြာခွဲတန်နေနဲ့ညံစီသွားတယ်။မွတ်သိပ်ပြည့်ကျက်နေတဲ့ရင်ဟာစိတ်တွေဟာထွက်ပေါက်ပေးလိုက်မိခြင်းမှာရင်မာဖိစီလေးလံနေတာတွေကိုဖယ်ခွာကျစေခြင်းပါပဲ။သူ့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့နှလုံးသားတဲ့ပုဂ္ဂါစားသွေးကြောမြင်တွေအစုံမမခက်လို့ဟစ်အောင်ဆူထွက်နေကြလိမ့်မယ်။မိမိနှလုံးသားလိုက်လဲစွာရုံးကန်ကြွလာတဲ့မုံတိုင်းငယ်ဟာအခန်းထဲမှာဂျုံဖွင့်စင်ရိုင်းကြည့်တကောင်နဲ့ထားကြပုံကန်တောင်းကျနေတော့တယ်။အခန်းတစ်ခုလုံးပစ္စည်းတွေတက်ဆစီတစ်ခုစီဖွာလန်ကျဲသွားကြတယ်။မွတ်သိပ်မွန်းကျက်နေတဲ့သူ့စိတ်တွေကတော့ဘလို့မှရှော့ပါလို့မသွားပါ။လွမ်းလိုက်တာမမခက်ရဲ့မောင်မုံမီလွှဲလိုက်တာနော်။ကြည်ရတဲ့မမခက်မျက်နှာလေးကိုတရေရေမြင်အောင်လာမြည်။ဒေါသတန်ပဲရက်တန့်သွားတဲ့ခိုင်မှာတော့ရင်မလန်းစစ်စိတ်တွေကပြည့်တက်လာတယ်။
ကျမ်းပြင်ထဲခြေစုံရက်ပြီးမျက်ဝန်းတွေကိုစုံမိတ်ထားလိုက်တယ်။မမခဲကိုပွားလေးတွေသူဒီယိုဒီယာရင်နဲ့မျက်နှာခရတဲ့ပစ္စည်းလေးတွေအားလုံးကျမ်းပြင်ပေါ်မှာဟိုတစားဒီတစားသူရီဝေစာနဲ့ငေးကြီးဖြစ်ပြန်တယ်။မောင်ဘလို့တန်ရောက်စင်အမြင်ဆိုင်နေများ။နောင်ဖွဲလို့ထားခဲ့ရလေ။မောင်မမခက်မေ့လို့ရ။ဘလို့လောက်ရမှာလဲမမခက်ရဲ့။ယောက်ျားကြီးတက်မဲ့အသေးနုတွေပဲဆိုချင်ဆိုပါတော့။မျက်ဝန်းတွေမှာမြေစားတွေဝေတီလာရတယ်။ရက်ဆက်လိုက်တာမမခက်ရဲ့။အောင်ဟင်းထက်ဆွေရာဖြူလေးကိုဦးဆောင်ကောက်ကင်ကြည့်လိုက်မြဲ။ချိခိုင်ကြည့်ခွဲခြင်းဟာရင်မာကညိခွင်လာပြန်တယ်။တရရိပ်မြင်အောင်လာမိရဲ့ချစ်သူမမခက်မျက်နှာကနေရာတိုင်းမှာတွေ့မြင်နေရတယ်။သူနောင်တရစွာနဲ့မမခက်အမတ်တရပေးခဲ့တဲ့လက်ဆောင်ပစ္စည်းလေးတွေကိုတဆစီလိုက်ကကြည့်နေဖြစ်တော့တယ်။နှလုံးသားအိမ်ထဲမှာတော့ဖွဲ့မီငွေကတငုံငွေနဲ့ကြိမ်မီအုံးနဲ့လောင်မြဲလိုနေပါတော့တယ်။ဒေါသဖြစ်ချိန်ကလွင်ဖြစ်ခဲ့မိရဲ့ဆွဲရစာတန်းလေးတွေကိုတရက်ချင်းပြန်လဲကောက်ယူနေမိရဲ့။အာတကယ်တမ်းကျတော့မမခက်နဲ့ပတ်သက်လိုက်ဥပိ္ပခါတယောက်ရင်နေတိဆွဲခေါ်မထားရပါဘူးမမခက်ရဲ့သူ့ရင်မှာနာကြီးမိပြန်ပေးမယ်လေနိုင်ပန်းစက္ကန့်ပိုင်းမြတ်တာမမခက်ကိုခွင့်လွတ်တယ်စိတ်ကအချိန်တော်တွင်းမှာပဲရောက်လာတယ်ဟိုရှိကဘာဦးအစားတော့ကအာရန်နဲ့အီဝါတို့တူးနဲ့တူးအလွန်ချစ်ခဲ့ကြတယ်စောင်းကုံလို့ຫນွေအကူညလေးတစ်နေ့မှာတော့ဖြင့်အောင်ဟင်းထန်နဲ့မမခက်တို့မင်းမြနိုင်တဲ့စုံစည်းမှုလေးတစ်ခုနဲ့စုံစည်းမိခဲ့ကြတယ်မကြမီယာမှမမင်းနဲ့ပိုးဝဲပြီးခဲ့တဲ့စပိန်အစ်စ်လေးကိုစိန်ရှိစွာနဲ့အောင်တယောက်စီးနေမိရဲ့ဂျပန်နိုင်ငံလို့ပြိုင်စပိန်လေးရကီယာချင်းလေး၅ခုပါလို့ဂုံးတက်ဆိုရင်တော့မှအေးအေးဆေးဆေးပေါ့ပါစွာအလက်တကူနဲ့နင်းတက်နိုင်တယ်ရှင်ကိုဖြတ်တန်းတိုက်ခတ်လာတဲ့လေးနုအေးအေးကိုအရသာခံကစပိန်ဘိန်းလေရုံများတစ်ပတ်ကန်တော်ကြီးတစ်ချောင်းနင်းနေမိရဲ့ခက်ခက်ချော်ရဲ့ဘရာတိုကာကြီးတော့ကတ်တရလန်လေးကကျင်းမြောင်းလာတာမို့လီပါကိုရှော့နေပြီးကတ်တရလန်လေးတိုင်းပုံမှန်သာမောင်းနေလာခဲ့တယ်လမ်းကျင်းလို့ရှီယာဘိန်းလေရုံသာသွားနေတဲ့ပြိုင်ဘိန်းကိုကြော်တက်လို့မရနိုင်လမ်းကျင်းရတဲ့ထဲစပိန်ကိုဟိုကွေတီကောင်းနဲ့တလန်လုံးပြောင်စီးနေတာကခက်ခက်ချောတဲ့အသေးရစရာဖြစ်နေတော့တယ်ကြော်တက်ဖို့ဆိုတာလဲလမ်းကကျင်းနေတယ်ဟွန်းတန်ပေးပေမဲ့လေကိုတော့ချွာအရေးမလို့ပြိုင်စပိန်ဆိုတာမျိုးကမြန်ချင်သူတွေသာစီးကြတာမျိုးပဲရှီယာကောင်ငယ်လေးကတော့ဒီလိုမဟုတ်တပတ်ချင်းလိမ့်ပြီးစီးနေတာဘလောက်များအသေးရဖို့ကောင်းလိုက်တယ်လေကိုထုကိုထပုံစံနဲ့ပြောင်ပြောင်ရောင်ခင်းထားတဲ့ဖိုးလာစီလန်ကလေးပေါ်မှာအောင်ဟင်းထက်သူ့ပြန်စပိန်တစ်ကလေးကိုဖြည်းဖြည်းလေးနင်းလာတယ်ကိုစိတ်ကူးနဲ့ကိုမို့နောက်ကမောင်းလာတဲ့ကားကိုသူ့လုံးဝသတိမပြုမိခဲ့ပါဟွန်းတန်ကလူအထက်အစမတန်းကျေလောင်သွားတယ်ရုတ်တရက်ကျေလောင်လာတဲ့ဟွန်းတန်ကြောင့်လမ်းဖြန့်သွားကအောင်ဟင်းထက်နောက်ကိုလက်ကြည့်ဖြစ်လိုက်တယ်တတင်ကခဏတာသူ့ရင်ခုန်တန်တွေမသွားသလားထင်ရတယ်ပြောတော့မလို့မိုးရိပ်တွေနဲ့သူမအလှမျက်နှာကသူ့ရင်ကိုတိုင်းကနေရိုက်ခတ်လာတယ်။အဘပါချောလာကြည်လားအောင်ဟင်းထန်အလိုက်တိစွာနဲ့စပိန်ကိုလမ်းပေးကက်ရက်ပေးဖို့စဉ်းစားမိရဲ့။အမျက်နှုံးမြင့်လို့လဲနင်းသွားရင်စိတ်ကူးရတော့တယ်။ဒါပေမဲ့လက်တွေမှာတော့ဖြစ်မလား။သူကအရန်လာလွန်တာကြောင့်ဒုတိယအကြိမ်လှည့်ကြည့်မိရဲ့။ခက်ခက်ကြောအဖို့ကတော့တာမျိုးတွေကယူအီနေပြီလေ။ခက်ခက်ကြောမြင်တဲ့ယောက်ျားလေးတိုင်းနှစ်ကြိမ်ပြန်ပြီးကြည်စမြင်မဟုတ်လားရှေ့စရာကောင်းလေးကိုသူမဒေါသဖြစ်မိရဲ့ကြည်ကောင်းလားလေစပယ်ကိုအမြန်နင်းမယ်လို့ပြီးမှမနေမယ်ကိုဟန်ပြနေအောင်ဟင်ထပ်ပွားမှာမင်းကလေးတွေကိုတီးချင်အားဒီတစ်ချိန်သာပြစ်လိုက်မယ်ကောက်ဘွားကောင်းမလေးကသူ့ထက်တော့အသက်ကြီးမယ်လို့ခံမှန်းမိရဲ့စိတ်တရားလည်းမမလို့တူတူလေးခေါ်ဆိုမိရဲ့မမရဲ့ဒေါသတွေမျက်နှာနုနုကိုစိတ်ထဲမှာမြင်ရပြီးပြုံးမိရဲ့နောက်ဘက်ကတော့လင်မကြီးဖြစ်တော့ပါကားနဲ့တိုက်ရတဲ့တတိမျိုးအမျိုးသမီးတွေမှာမရှိလို့အောင်ထင်ခဲ့တယ်။အထူးသဖြင့်မမလိုလှပတဲ့မိန်းမမျိုးမှာဒါပြီးမရှိလို့ထင်တယ်။မထီမဲ့မြင်ပြူပြီးစပိန်ကိုနေမြဲတိုင်းတပိန်ချင်းလိန်ကနေရင်ကားပွားသူမကိုကြည်နေမြဲခက်ခက်ကြောရဲ့မာနရိတ်တွေကအထွတ်ထိပ်ကိုရောက်ခဲ့ချပြီ။အော်ကောင်းတာလေတမင်လုံနေရအောင်နဲ့တိုက်ရတဲ့တတိဟာငါမှမရှိဘူးလို့များမင်းထင်နေသလားခြားတိတ်ရဲ့ခက်ခက်ကြောကြိတ်ပြုံးလိုက်တယ်မိခက်ကိုရှော့တိုင်တော့ဖြင့်မားသွားပေးလိုက်မယ်မိမိရဲ့မျက်စိရှိမှမတော်မတည့်တာတွေကိုမိမိကပြက်ပြက်တသားတင်ခန်းစာပေးခဲ့ပောင်းများခဲ့ပြီဒီချတဲ့ရတော့ဖြင့်ခက်ခက်အကြောင်းမသိသူသာဖြစ်လိမ့်မယ်ကားကိုသူစပိန်နောက်ကမိကလိုက်လာခဲ့တယ်ကောင်းလေးကတော့ဘလို့မှမမုံ
ခက်ခက်ချောဆုံးဖြတ်လိုက်ပြီးအောင်ဟိန်းထက်တယောက်နောက်ကိုလှည့်ကြည့်ဟာကားပေါ်မချောမျက်စိတစ်ဖက်မိပြလိုက်မယ်လို့စိတ်ကူးလိုက်တယ်။နောက်ကျသွားချေပြီးသူရဲ့စိတ်ကူးမှာရုပ်ချီထွက်ပေါ်လာတဲ့ကားဆက်တန်ကြက်ကြက်အောင်မှာပြိုကျပြက်စီးသွားရတယ်။သူမတကယ်လှုပ်ပြီးဆိုတာရှင်မသိလိုက်ရတဲ့ခဏခက်ခက်ချောစပိန်နောက်ကကားပန်ကားနဲ့ခက်ဆက်တိုက်လိုက်ပြီးဘရိတ်ကိုဖိနှင်းထားလိုက်တယ်။ကွက်တီဆိုမှတကယ်ကွက်တီစပိန်ရောလူပါလက်ပကြီးပုံပြက်ပန်းပြက်လဲကျသွားတော့တယ်။ကဲမှတ်ကြောခက်ခက်ချောဒီလိုဆန်းလို့ပေးရမလဲလေပညာပေးခဲ့ဖို့သူများပြီပဲဟာအောင်ဟင်းထက်တယောက်စပိန်တခြားလူတခြားလွင့်စင်ထွက်သွားတယ်။ကက်တရာလမ်းပေါ်ပုံပြက်ပန်းပြက်လဲကျနေတဲ့ကောင်လေးကိုခက်ညံ့ညံ့ဗီဒီယိုတက်ကားလို့စိတ်မပါလက်မပါခါစားကငေးကြည့်နေမိတော့တယ်။လဲကျနေတဲ့နိုင်လွန်ကက်တရာလမ်းပေါ်ကအောင်ကလူလဲထိုင်ဘရာဒိုကားပေါ်လမ်းကြည့်လိုက်တော့တရော်ပြုံးကသူ့လောင်ပြောင်ကြည့်နေတယ်သူမကိုရင်ဆိုင်လိုက်ရတယ်။သူ့ဖြစ်ကလည်းလဲကျနေတဲ့စပိန်ကိုတော့ဖြင့်ပြန်မထောင်ဖြစ်သေးပဲ။ကားပရင်းပါမှာလက်တင်ကမော်ကျော်နိုင်လွန်းနဲ့သူမမျက်နှာပေးကိုသာမချစ်မရဲနဲ့ကြည်နေမိလေ။ Sorry ပဲကွာ။ OBD လား Emergency လားကြိုက်တဲ့နေရာပြောလေ။တို့လိုက်ပို့ပေးမှာပေါ့။လာပါတယ်။သူမနှကန်းပြလျာပြောလာတဲ့လက်ဆင်ဝိုင်းတွေစီမြင်လိုက်တဲ့စကားအသွားလာကိုကြားမိရုံများဖြင့်သူမဟာပေါ်တည်တည်ထရတော့မဟုတ်တန်ရလို့အောင်ဟင်တဲ့တယောက်တွေးမိလိုက်တယ်။သူ့စိတ်ထဲအောင်တသက်နဲ့အခမ်းရခက်လွန်းလာတယ်။ကိုယ့်ပြည့်နဲ့ကိုဆိုတော့ဘာမှမပြောတာပါ။လဲကျနေရမှာတော့သူပြန်မထဖြစ်သေးပါ။ကျွန်တော်လည်းလမ်းမေးမလို့ပါဗျာ။ဒါပေမဲ့လမ်းအရင်ချင်းနေလို့ပါ။သူမကလည်းတပါရှိနေပြီတဲ့နဲ့။တစ်ချက်ကလေးမှတုံလုံးမှုမပြ။ဒီမဲ့ချတိတ်ပြိုင်ပိန်းဆိုတာအဲ့လိုဖြစ်လေးနဲ့ဤပဲနင်းပြီးစီးရတာမှမဟုတ်တာကျွန်တော်စပိန်ကပြက်နေတာအမျက်နင်းလို့မရလို့ပါဗျာစပိန်ကပြက်နေတာသွားပြင်မလို့အောင်ရဲ့စကားဆုံးမှာခက်ခက်ချောပင်စိတ်မကောင်းဖြစ်သွားရတယ်ကောင်းလေးကတန်တန်မြတ်မြတ်နဲ့လူချောလေးတယောက်တော်တူလည်းမသိဘူးလေကွာမင်းတမင်လှုပ်နေတယ်ပဲအောက်မိတာပေါ့အောင်တယောက်စိတ်မသက်သာစွာကောင်းကိုရှမ်းပလိုက်မိရဲ့တော်ယုံတတိနေတော့ယောက်ျားလေးတူစီးနေတဲ့စပိန်ကိုဝင်းတိုက်ရဲမှာမဟုတ်ကဲဒီလိုဆိုမင်းတို့ဘာကူညီပေးရမလဲပြောစပိန်ကအသက်ဆက်ဆိုတာသိနေပေမဲ့သူပြောတာကိုရုပ်လေးကြည့်ပြီးသူမယုံကြည်လိုက်မိတယ်အောင်တယောက်ဒီလောက်မာနာကြည့်ပြီးရဲလုံးနဲ့သူမကိုပညာတော့ပြန်ပေးမှဖြစ်မယ်လို့တွေးမိလိုက်ကတကယ်ကူညီနိုင်မယ်ဆိုတော့ကျွန်တော်စပိန်ပြန်ထောင်ပေးပါလားသူတကယ်အနာတရဖြစ်သွားလို့နေမလားလို့တွေးရင်သူမလဲကျနေတယ်ပြန်ပိန်းလေးကိုထောင်ပေးလိုက်တယ်အဲ့ဒီနောက်ကားလက်မကြီးပေါ်ခြေပြက်လက်ပြက်ထိုင်နေတဲ့သူ့နားမှာထိုင်ကမင်းလက်ဘာဖြစ်သွားလို့လဲစပိန်ပေါ်ပြဲချကတရလမ်းပေါ်ရှိနေချမိသွားတယ်ထင်တာပဲဗျာခုတော့အရန်ကိုနာနေဟုတ်လားပြဆိုင်မမခက်ခါပေးမယ်လေသူမကြောင့်ဖြစ်ရတာမဟုတ်တစုံတစ်ခုများဖြစ်သွားရင်ဖြင့်သူမပြောကမကင်းဘူးလေနိကစာမြာမသူမအလားကပုံမပေါ်လွင်မဲ့အောင်ဟိန်းထက်သတိထားလိုက်မိရဲ့မမနာမည်ကမခက်တဲ့လားအပြည့်စုံကတော့ခက်ချောပါကွာပေါ်ရာတွေကတော့မိခက်ပဲခေါ်ကြတာကျေးဇူးတင်ပါတယ်မမခက်အနာတက်ဖြစ်နေတဲ့သူ့မျက်နှာကအပြည့်မပြတ်ဆိုလာလို့တခုခုတော့မှားသွားပြီလားလို့ခက်ချောထင်လိုက်ခက်ချောတယောက်အောင်လက်ကိုအမတ်တမဲဇွဲကင်ကခါကြည့်နေမိရဲ့သူမထင်တယ်လို့အာကနေသူ့ဆရာအော်တန်မကြရကင်ထားတဲ့သူ့လက်ကိုသူမဆက်ကနေလွတ်ချလိုက်မိရဲ့အောင်ဟင်းတက်တယောက်အပြုံးမျက်နှာနဲ့မတရက်ကအခုရွယ်ထိမိန်းကလေးတယောက်ရဲ့လက်ကင်တောက်ခံရတာဒါပထမဆုံးပဲဒီလောက်ထိဖြစ်သွားဖို့လဲအောင်မရွယ်ခဲ့ပါဘူးခက်ချောတယောက်ဝေခွဲရခက်စွာနဲ့သူ့ကိုငေးကြည့်နေဖြစ်တယ်ဒီမဲ့ခမကြောင်လဲသွားတဲ့စပိန်ကိုခမကိုယ်တိုင်ထောင်ပေးဖို့လောက်ပဲရွယ်ခဲ့တာပါကျွန်တော်ခမကိုညာပြောတာကျွန်တော်လည်းဘာမှမဖြစ်ပါဘူးဘာရဲ့ဘာပြောတယ်အခုချိန်ထိသူ့သဘောထားဝေခွဲများလို့သူမှပြန်မေးလိုက်မြဲကားပေါ်ဟာဆင်းပြီးကျွန်တော်စပိန်ကိုပြောပြတာရောနောက်ပြီးကျင်နာစွာနဲ့ကျွန်တော်လက်ကိုကင်ပေးတာရောအားလုံးကိုကျွန်တော်ဘက်ကကျေးဇူးကတိပါလို့ပြောပြစီမမသူ့စကားအဆုံးမှာတော့သူမအချင်းနဲ့ရရက်ကိုသဘောပေါက်လိုက်တယ်ကြောချာမှာဓာပြမှန်တီးရသူမလိုလူစားပဲပေါ့ခ
ခက်ချောအန်ကိုကြိတ်ထားလိုက်မြဲငကားသာဆိုရင်ဖြင့်အောင်ဟင်းတက်သူမမျက်စောင်းတန်ချောင်းအရေးပြောတာကြားလာပြီပေါ့ဒီမဲ့မတိထားဖို့ကမမဟာမိန်းကလေးတယောက်ဆိုတာပါပဲဒါအောင်ဆိုတဲ့ချက်တိတ်ကလေးပြလိုက်တဲ့လက်စင်ဝမ်းလို့သဘောပေါက်လိုက်ပေါ့ကဲကျွန်တော်ခွင့်ပြုအောင်နော်နောက်ပြီးမခက်ချောလို့တိတ်လာတဲ့မိန်းကလေးတယောက်ကိုကျွန်တော်ခဏတတိယနေမိမှာပါတကယ်လို့မကျေနပ်ခင်အိမ်မက်ထဲမှာကျွန်တော်ရှင်ဘက်ကိုလက်သီးစုပ်လေးနဲ့လာထူလဲပေါ့နော် goodbye ခက်ချောတယောက်ဘာပြောရမှန်းမသိခင်ပါပဲအောင်ဟင်းထက်ကသူ့ပြန်ပိန်လေးကိုအမြန်နှုံမြင့်ပြီးလိတ်ခနဲ့နင်းထွက်သွားလိုက်တော့တယ်ခက်ချောမှဖြစ်ကြောက်စီးရုံနဲ့ရက်လက်ကြံခဲ့ရတော့တယ်ရန်ကုန်တက္ကသိုလ်ရဲ့ဇီဝပေတာဌာနရဲ့လေကရစ်တွေအတိုင်းခက်တယောက်ဒလန်ချင်းလမ်းတက်လာခဲ့တယ်သူမရဲ့ဖြူဖွေးနေတဲ့ခြေတောင်နုလေးမှာကြိုးတိုင်းသူမွေကြိုးထုတ်ခွာမြင်လေးနဲ့ကြွားရွှနေတယ်မနေ့ကသူမနဲ့စုံရဲ့ကောင်လေးရဲ့အကြောင်းကိုတွေးနေမြဲရုပ်လေးကရီမွန်နဲ့တစ်ချက်ကြစ်ကန်အမူအရာနဲ့မုံစရာသူမကိုညတာပါတီလေးနဲ့သူရဲ့လဲကျနေတဲ့စပိန်ကိုပြန်ထောင်ခိုင်းခဲ့တယ်အရာကိုကြောလာလို့ခက်ချောတယောက်ဒီချတိတ်နဲ့မှခံလိုက်ရတော့တယ်တွေးနေချိန်မှာပဲနောက်ဘက်စီကအတန်ကြားလိုက်လို့သူမလဲကြည့်လိုက်မြဲအလိုဖျားရီသူဖြစ်နေပါလားညအိမ်လုံးမပြောရဲလားမခက်သူမမျက်မှောင်ကျုပ်ပြီးအန်ကျိတ်ထားလိုက်တယ်သူ့ကိုသူမလဲကြည့်လိုက်တော့မျက်နာကပြုံးဖြည်းနဲ့အောင်ဟင်းထမှာတော့နဘေးရတာကလိုက်လာခဲ့ရတယ်ဘာဆက်ပြောလို့ပြောရမှန်းမသိသူမမျက်နှာပြင်မှာတော့ဖြင့်အလိုမကျမှုတွေစုပေါင်းကမိုးညိုတွေကပြိုကျတော့မဲ့တဲ့အုံမိုင်းနေပါတော့တယ်ကျွန်တော်တော့ညဆိုအိတ်လို့မရအောင်ဗျာညဘက်ရောက်ပြီးနိုးနေတတ်တယ်ဘာလဲစပိုးကြိုက်လို့လားသူမကရွှေပြောလိုက်မြဲစိတ်ထဲမှာလည်းမကျေနပ်ဖြစ်နေမြဲသူနဘေးကပါလာလို့အနေရလည်းကြက်နေလေသူမမျက်နှာလှလေးကအလိုမကျမှုတွေများစွာနဲ့မကြောခက်ထန်နေပါတော့တယ်သူကတော့ဖြင့်လိုက်ပါလာမြဲမခက်အလားကျွန်တော်ရဲ့နှလုံးသားကိုဖန်ဆားနေပြီဆိုတာယုံမလားဟင်မင်းလွန်နေပြီနော်သူ့ကိုလှိုင်းနောက်ရှက်နေရလားခက်ချောတောက်ခလိုက်မိရဲ့သူမတို့လိုကြောင်းသားအများစုတွေကသူတို့နဲ့ကိုကြည်သွားကြတယ်သူမတကယ်ပဲရှက်မိရဲ့ဒီချတိတ်ကြောင့်ပဲခက်ရကြည့်ရဲ့ဓာတုဗေဒခန်းရဲ့ကော်ရီတာကိုခြေချမိသည့်တိုင်ချတိတ်ကလိုက်ပါမြဲမခက်အောင်တကယ်ပြောတာပါဗျာမခက်ကျွန်တော်တွေးထဲမှာအချိန်ပြည့်နေရာယူရဗျာမခက်ကျွန်တော်တွေးထဲမှာဘလို့နေပြန်မထွက်တော့ကျွန်တော်တကယ်ပြောတာပါဗျာမခက်ကကန်တာရီလို့ဖန်ဆားနေပြီဗျာပြီးထင်တယ်ရုပ်လျာတနာကမာနဲ့အတော်ရှက်မဲ့တယ်လို့သူမထင်မြဲရင်းမသူမသိခံနိုင်စွမ်းမရှိတော့သူမအတိမိတ်ဆွေတွေနဲ့တွေ့သွားမယ်ဆိုရင်ခက်ရချီရဲ့ခက်ချောတယောက်လတ်စာခြေလန်းတွေကိုရက်တန့်လိုက်ပြီးချားတိတ်ကိုရှင်ဆိုင်ကမျက်နှာချင်းဆိုင်လိုက်တယ်။နောက်ကမပြောချင်တော့သူမလက်ပွားလေးလေထဲမြုပ်တက်သွားတယ်။ဥဒီယာကချားတရဲ့ဘားပြင်စီပြောလိုက်စမ်းဆက်ပြီးပြောလိုက်စမ်းနောက်ထပ်စကားတစ်ခွန်းသာထွက်လာမယ်ဆိုရင်သူမဖြည့်ရက်ပလိုက်ဖို့အသင့်အောင်တယောက်ကလည်းရှိမီရဲ့သူမရိုက်ချင်လဲရိုက်ပါစေတော့လို့မင်းကုသထောင်နှလုံးမူကသဘောထားလိုက်တယ်။အဲ့ဒီခိုင်သူတို့ညကြားကိုလေကဲ့သို့လိမြန်ချင်းမျိုးနဲ့တိုင်းဝတ်ဆောင်ပြည့်နေပွားကြီးဟန်ဘာကီးသွင်းပြီးရောက်လာတယ်။ပွားကြီးအောင်ရဲ့တငယ်ချင်းစိတ်ကတော့မမဲဥရင်ဘူးထွားဟာလက်ဆက်တော့မြောက်ပိုင်းတောင်ကိုလုံးကမိုးနဲ့တခင်မကြီးပါလားဟာအေးနင်းရဲ့မိုးကြိုးလှက်ဝါနဲ့ငါရဲ့ပွားကြီးလက်တီးတစ်ချက်မီးနဲ့ချေးထွက်လက်တန်းဆိုတဲ့မိုးကြိုးလက်စီတိုင်းနဲ့တွေ့ကြသေးတာပေါ့ဟာဘောင်းမီပွားကြီးဟန်ဘာမတင်ရင်ပွားကြီးတယောက်ဟန်ရေးပြနေရှာပါတော့တယ်ခက်ချောတယောက်ကတော့စိတ်ညစ်သွားမိရဲ့ဘဲဟာငါကြောင်များဘလို့လို့ရောက်လာတယ်မသိရရန်ရွေထားတယ်သူမလက်ဖွားလေးခမစိတ်တက်ကြီးကျယ်ကြကတဖြည်းဖြည်းအောက်ကိုကျသွားရှာတယ်ပွားကြီးကတော့ပေါက်ကွက်တွေမှမသိဟန်ရေးပြကောင်းဆဲလူဟိုင်းနဲ့လာတွေ့နေပါလိမ့်ခက်စိတ်အတော်ညစ်နေပြီအောင်ဟင်းထက်ကတော့ဘွားကြီးလှုပ်ရက်ကိုနားမလည်နိုင်စွာနဲ့ငေးကြည့်နေခက်အတွက်ပိုပြီးစိတ်ညစ်စရာအကြောင်းကဖန်လာပြန်တယ်ပြဿနာလှုပ်တူကတော့ဖြင့်တိုင်းဝတ်ဆောင်ပွားကြီးကိုဝတ်ဆင်ထားသူ
Ush, Mabra, Shami, Mari, Yoko Sani Rupa, Bande, Henry Satana Qua, Ya U, Boy Bonsanga, the gay fighting beer me bonse. Ya Boy ya, Mapine, Gitinga. Say so, Quaya Mabe, Ingane, Nilam Putayari. Saswa Bama Picere, Bambi Pobatia, Shockane, Chuta Tabarore. Oh, Bobby, I made a Daline too. Kakata, Nilam Putaka. Tatsimabe, Nanale, Eniaka, Ture, Beatra Shabatore. A Dama, boy was entirely grati Bambi Pobatia. A mematin short at Dakera Tama. Boy dear. Tayamlu Tamalune, Bambi Doline, Pini Shabatore. Down the Dane, Jenny Shari, Boy Zio, Aunt we are Guni Labama, boy is in Chota Batore. Say him ale, boy ego, a pitin and Milone, Timie. Mia legua, Jubone boy ya. I never mata palo, we show ya legua. Boy ma, Nina Dima Dore. A boy biomnine out. Nata we make. Mayba could tenso. She said Granny la pizza. Mata sent out. Mamata do ya maso. I can like my papa dear. Mamma catch all, Timmy nibi qua. Hi. Piaye. Bedonga dilo Timmy Dorale. Dilona. Julia that Tora. Mayma temaso ya jolly do. Bina beba nyani pigua, no? May it say, Batale me no? Kura mewing short on a. Naba take her zata bigua, deala. The Java ugua. Mayma Stephen Silo than it's in their shinira. Do tea tarabo, hehe. Hi. Bobby. A job like a boazima. Dime Bambi to shockne to chat topjane. Boy a pico milare. Down to Nua. Nello Misan Pua. Or my dad Nina Rata Shari. I'm a little. Boyima, Tamya. A drink and Bambi done. Young Nana Pini Shari. Angaro. Boy a pico dream of you me. Dojing a cigariota. We have your tiny dory. Nga Mama Kel. Nimintin, Timmy Doigua. Nga be make little ma. Same when Sarah made this on him hola. Dow a big look your dog. I'll hint us regard. Lacing come what them baby. Joyima. I'll hint at down. Boazi or 3 tammy lady. Boy go like dog. Nello Putare. No boy. Me ha le gua. Bobby mia mawilatra. Mahoma Rayo. What do Bambi and ya Mawa Kedalang a boya? At him, Mamma. Maybe you are a member. What do I Bambi of Master La Kirabe? Wazi? What a nay? I'll hint at her that you need something in a pizzabi. Wazi ne what doma? I'll hint at Ditalow. Through na uga, Nina Pianzari. The unet Piomana Sumna, alone chicken sari. What do Bambi Mawala Kia? Da, what do you? Nga Bambi the take okay. Then Dama took Hayo Nibi. Ha me are you? The name Dola, same when son about boy, Vale. A city created Tanibila, So Varogua. Mindoniagua, Lola and Delay Tibe. Gay, Kuwatoka Bemale. The Nanda Nibili, Agasaka Matemapo. Gradi thin and glamour. What out in me? Wazi will are what out Bambi Pobazi? Janke Maka, what out boy ye, Bambi Zetato. Nauda, the Nashia Gladigo, Shaula Ketare. Kaka job Yosagata, the Nilam Butamie. Nisama Mike, name Bell Sally Tama. Yidium Biofuba, hey. Ikanta, Digon Leomia, Nanzabi, 7 sunny binaturi. Me that Bioko, Dunaka, shown to me. Hoteli. Tuma, Patalare, Yazalidai. Tubina, Behera Tibeo. Weva de meet the day. Yazada, Nala Kebigama. Did Sardinetama, shown be at the Pinira. Kanya Kalun of Jonira, ha. Say when Sabi, Kusabo Ninita. A monte, no simple sensania, ha. Nats on India than a midday. Kakatia, Shindema, Shidan, Jola me. Kakatoro, Shatare, Prato Kati Tibima. Chandarae, Zileglia, Dancing Limpwinga, Zauta, Shana Lide. Mabimata Tolare, Gasa Solima, Tolare, the Chintanga, Blamoye, Mamma the Chin Pinidore.
Mama ka they chipo kaunde Luke rai Nana kakaye Dictate Coco be nante Mama go The gentle lady must sound like Gasalia cloak, bay lighting, can't lie. Chandra Diao, Alan the Tane, Blame Pientil, the Manzi Aka Susan and Yelondine, Chandra Diao Zilai Mio. Go, me we went down in Yelondine, Zini Kakago. Amyama Chandra Diao, don't look to me. Go, Silla Yana Pien Talabi, Lua Pimum Pike Puga. Do an ome sole, an osia. Nabi, Gomalia Monia, Tolone. မျက်မှန်တွင်ဟာသူမြောင်ဝန်းတွေကပြူးကျဲသွားရတော့တယ်။ကျန်တရာကသူ့ကိုပြောင်းနေထင်ကကဆက်ခလုတ်ကိုပြန်နေလိုက်တယ်။မမကခက်ခက်ချောလက်တွေကကဆက်စုပ်ကလေးခလုတ်ကိုကြောက်ခနဲ့ပိတ်ပလိုက်တော့တယ်။အောင်မလေးဗျာ။ကျန်တရာကစီးချင်မောင်ရောက်နေတာဖြင့်နစ်နဲ့ပင်ချီနေပြီ။ဒီလိုဖြစ်မျိုးတော့တစ်ချိန်တစ်ခါမှမတွေ့ကြဘူးပါ။ဟဲ့ကလားလေ။ဒီတစ်ချိန်ဘသူကဖွင့်ခိုင်းလို့ငါအနားမှာတမင်လာပြီးဖွင့်နေရလေကျန်တရာကလားလေးခင်ဗျာလေရောင်နာနာနဲ့ဟုတ်ကဲ့အေးမဟုတ်ပါဘူးဆိုဟုတ်ကဲ့ကိုမဟုတ်ပါဘူးဆိုတာဟုတ်ကဲ့မဟုတ်ဘူးလို့ပြောရနော်ခက်ခက်ချောတရားစိတ်မရှိတော့လို့ကပါမဲ့နေတဲ့ကက်ဆက်တွင်မှဆွဲယူပစ်လိုက်တယ်နောင်ခါလာနောင်စီမိမိနားမှာတမင်လာဖွင့်တာဆိုတော့ဟိုချတိတ်ဆုပ်လေးပြီးတော့ကမကင်းနိုင်အောင်လေတိတ်ခွေလေးမှလည်းခက်ခက်ချောလက်တွေနဲ့လေထဲဝဲပြန်ပြီးနောက်ရေမြောင်းထဲကိုကျသွားရှာတယ်။ကလာလေးချန်တရာခင်များမှာတော့ဘာမှမသိရှာ။ဒါငါအိမ်မက်နေရများလား။သူ့ရင်မှာတိုင်တန်းနဲ့တင်ပေါ်ကြီးနစ်သွားတဲ့အလားခံစားလိုက်ရတယ်။တိတ်ခွေလေးကရေထဲဆုံဆုံနစ်မြုပ်သွားရှာပြီးကိုခက်ခက်ချောမှာတော့ဘာမပြောညာမပြောကောက်မောင်းထွက်သွားလိမ့်ပြီ။ချန်တရာမှာသာအတွေ့တွေနဲ့ကြံခဲ့တယ်။လက်ပြတောင်ပန်ပါရဲ့စိတ်ချတိုင်းအမရွှတ်ပေါ်မှာချော်ရည်ပူနဲ့ရေခဲမြစ်တွေကဘောလကာရဲ့တေးကိုညှိဘာဆိုင်လို့လဲဟာငါဘာတွေပြောနေပါလဲအရေးကြီးတာငါရဲ့တိတ်ခွေလေးမြောင်းနဲ့ကျသွားတာပါသွားရေပေါ့ချန်တရာရေအဲ့ဒီကားတစ်ကြီးနားမှာသွားရောက်ရင်အများရောက်ရမယ်လို့ချန်တန်လောက်လိုက်တဲ့ဂျေဆုရှင်ကျောင်းတော်သား၃ဦးကိုသာချန်တရာတရားကောင်းကောင်းကြီးကျိန်ဆဲလိုက်မိတော့တယ်ဒီကောင်ကြီးတွေလှုပ်လို့ငါတိတ်ခွေလွန့်ပစ်ခံရတာဘရာဒိုကားကိုမောင်းနေမှာခက်ခက်တယောက်ကားကိုတောင်းကနေရက်ပလိုက်တယ်ဟဲ့ဘာလို့ရက်လိုက်တာလဲစက်မောင်းလေဘလို့ဖြစ်နေရလဲမိခက်ခက်ရေတသက်ရဲ့အမေစကားသူမမျက်နှာညှိုးငယ်စွာနဲ့ဖြေမိရဲ့ငါလွန်သွားပြီနဲ့တူတဲ့တသက်ရေစီးတီရဲ့ချင်မောင်းတဲလေးတွေငါစိတ်မကောင်းဘူးကွာဖြည့်ရပြန်ပြီနင်ပဲလှုပ်တော့မစီမဆိုင်သူများကက်ဆက်ခွေကိုလွှင့်ပစ်လိုက်ပြီပဲဟာတကယ်ဆိုနင်ထင်ချင်နေတယ်မဟုတ်ပါဘူးဟဲ့သူ့ဖွေးနဲ့တချင်ကတိုက်ဆိုင်တော့လို့ဖြစ်ပါလိမ့်မယ်မိခက်ခက်ရေခက်ခက်တယောက်တက်ပြင်းချလိုက်မိတော့တယ်သူမဆုံးဖြတ်ချက်နဲ့အတူကားကိုပြန်လဲလိုက်ကားဥတီယာကခုနဖြစ်ပျက်ခဲ့တဲ့နေရာလေးစီပစ္စည်းတင်ခါရလူတင်ခါရလို့တွေးမိပြန်တော့စိတ်ထဲမှာပေါ့ပါတဲ့အောင်ထင်ရတယ်အားတဲ့မှန်တဲ့တွေနဲ့ချန်တရာတယောက်ဇီးသည့်အကျင်ပေါင်းလေးကိုဆက်ပြီးတွန်းခဲ့တယ်ဝေါ်ကနေကားဆက်တန်တဲ့တူခလန်လန်းမှာမောင်းနေလာတဲ့ဘရာဒိုကားတစ်ကြီးကိုတွေ့လိုက်ရတဲ့အခါမှာမုံဝါးနေတဲ့သူမျက်စိတွေပင်ယူးကျဲဝိုင်းဆက်သွားရတယ်ဟိုက်ဟိုမှာလာပြန်ပြီဟာကြော်လန့်စိတ်နဲ့တူလေကဲ့သို့လိမြန်ချင်းမျိုးနဲ့ချန်တရာလေးလေးကိုနောက်ကျောင်းပြန်လဲပြီးဖနှောင်းနဲ့တင်ပါတသားရဲကြောင်တွန်းပြေးလေတော့တယ်သူရဲ့တွန်းလဲလေးလောက်တော့ခက်ခက်ရဲ့နောက်ဆုံးပေါ်ဘရာဒိုကာကြီးကခဏလေးနဲ့မီလာပါတော့တယ်ချန်တရာကြောက်စိတ်နဲ့အတူတက်ဆက်စုပ်လေးကိုဖြုတ်ကအလင်းမြန်သူ့လိုအိတ်ထဲကကြောက်လန့်တုံးလုံနေမိရဲ့အနားကိုရောက်လာတဲ့ခက်ခက်ကိုကျွန်တော်ရဲ့ဒါလေးတော့မလုပ်ပါနဲ့ဗျာချမ်းသာပေးပါမမလေးရဲ့ယူတော့မလွင်ပြစ်လိုက်ပါနဲ့တော့ဗျာရှီတီခိုးပါရဲ့ဗျာချန်တရာရဲ့စကားကြောင့်ခက်ခက်ချောစိတ်မကောင်းဖြစ်သွားရတယ်သူ့လောက်ရက်တွေအတွက်စိတ်ထဲမှာတောင်းပန်ချင်နေမိရဲ့ကျွန်တော်လာတာခမရတောင်းပန်မလို့ပါဗျာကျွန်တော်လောက်ရက်ကအရန်ရိုင်းသွားခဲ့လေအဲ့ဒီအတွက်ပြန်လှည့်လာခဲ့တာပါအဲ့ဒီအတွက်ကျွန်တော်ခမရတောင်းပန်ပါတယ်ဗျာနော်ချန်တရာခုမှတက်ပြင်းချနိုင်တော့တယ်တဆက်ဆက်တုံနေတဲ့သူဟာခုမှပဲပုံမှန်ပြန်ဖြစ်သွားပါတော့တယ်
ရပါတယ်မမလေးရာချန်ဒရာလူသားအားလုံးကိုလေးစားပါတယ်ငားတိုက်တယ်6ရော်တယ်ပေါ့ဗျာဟဲဟဲချန်ဒရာကလားလေးစကားကြောင့်ခက်ခက်ချောပြုံးလိုက်မြဲမင်းကပြောတတ်သားပဲကွာမင်းကိုမမမေးဦးမယ်အောင်ဆိုတဲ့ကောင်လေးကိုသိသလားမမလေးချန်ဒရာမသိရပါလားဗျာကောင်းပြီလေဒါဆိုရင်မနှက်ပြန်ကြိုင်ခမရအတွက်ကဆက်တလုံးလက်ဆောင်ပေးပြစီကဲသွားမယ်နော်ချတိတ်ဝေါကနေမောင်းထွက်သွားတဲ့ခက်ခက်ကျော်ရဲ့ကားကြီးကိုငေးမောကြည့်နေရင်ကလာလီချန်ဒရာဟာပတ်ဆက်အဟောင်းသားနဲ့ငေးကြံရိတ်ခဲ့တယ်အာပပမနှက်ပြန်ကြိုင်ကဆက်တလုံးလက်ဆောင်ရမတဲ့ဟာဒါတကယ်လားအိမ်မက်တွေများလားချန်ဒရာတရားမောင်းထုတယ်ပူတီနဲ့သူ့ကောင်ကိုအာပါတရားထုချလိုက်မိတော့တယ်အာအိမ်မက်မဟုတ်တကယ်ဖြစ်နေမှန်းချန်ဒရာသဘောပေါက်သွားတယ်မပေါက်လို့လည်းမဖြစ်ကားကပူတီးပင်ထွက်လာတယ်ဟုတ်ပြီဒါတကယ်ပဲချန်ဒရာလေကလေးချွန်ကသူ့ရဲ့စီတီလေးလေးကိုဆက်ပြီးတွန်းထွက်လာခဲ့တယ်လက်ကလည်းစီးချမှန်းစွာနဲ့မောင်ကလေးကိုတီးလာခဲ့တယ်စီးသည့်အချိုးချင်းအဆက်အကုန်ရတယ်နော်လက်ကစီးချမှန်းနေသလိုပါဆက်ကလည်းတကြောကြောအော်လာတယ်သူ့ရင်မှာအရန်ကိုပျော်ရွှင်နေပြီလေတသက်တယောက်နဘေးရထိုင်လိုက်ရင်ခက်ခက်ချောရဲ့လှုပ်ရက်တွေကိုနားမလည်နိုင်အောင်ဖြစ်နေမိတယ်အံဖွယ်တွတ်တာပဲခက်ခက်ချောရဲ့နင်ပါရရှောက်လို့နေရလေငါသတိထားမိတလောက်နေမှုပြက်နေအမှန်ပဲမိခက်ချောမျက်စိထဲမှာတော့ပြိုင်ပိန်းလေးကိုသာမြင်နေမိရဲ့သူ့မကိုကြောသွားတာ哦မသိဘူးတသက်အဲ့ဟာတွေငါမသိဘူးအဲ့ဒီချာတိတ်အကြောင်းတွေးမိတာငါစိတ်ထဲခုလူချင်းနဲ့အလိုမကျဖြစ်နေတာတခုပဲဇန်နဝါရီပေါ်မှာတော့သဘောယူတိုင်းပါပဲဟာဥဒီယာမောင်းနေမိရဲ့ဘရာတူကဟာအာကစားခမ်းမဖက်စီရောက်မှမသိရောက်လာခဲ့တယ်အာကစားခမ်းမကိုရောက်ခမ်းမပေးထောင်ထားတဲ့ပြိုင်စပိန်လေးကိုတွေးလိုက်ရချိန်မှာတော့သူ့မကောင်းထိုးရက်လိုက်တယ်ဟိုမှာအဲ့ဒီစပိန်မဲတက်အဲ့ဒါဟိုတောက်မကြိုတဲ့ကိုတော်လေးရဲ့ပိန်မဲသူမအကြောခံထားရလို့စပိန်ကိုရောလူပါမမေ့နိုင်ဟုတ်ရဲ့လားခက်ခက်ချောရဲ့ကြည်လဲလှုပ်ပါအောင်ဟာတငယ်ချင်းဖြစ်သူတသက်ကစိုးရင်စွာပြောလာတယ်မမားဘူးတသက်စပိန်တန်းမှာစာရန်တစိတ်ပါတယ်ဟာငါမမိပါတယ်လူတော့မတွေ့ဘူးဟာဒီလိုလို့တသက်ငါတခုကူညီကွာဗာလေကောင်းလေးကိုရှာပြီးခေါ်ပြီးအောင်မလားတသက်မှာတငယ်ချင်းဖြစ်သူခက်ခဲစကားကိုရွှေကမေးလိုက်တယ်ငယ်ပေါင်းကြီးဖော်တွေမို့ပြောမနာဆိုမနာအတွင်သည့်အစဉ်သည့်ခက်ခက်ကြော်ရဲ့လာပါတဲ့မျက်နှာလေးမာကြောခတ်ထန်သွားကနားထောင်စမ်းပါဟာအဲ့ဒီစပိန်ကိုပြန်ထောင်ပေးခဲ့ရတဲ့ကိစ္စငါလုံးဝမကျေနပ်ဘူးကွာဒီလိုလို့အဲ့ဒီစပိန်ကိုပိတ်ကန်ပလိုက်ပြဿနာဖြစ်လိုက်ငါရှင်းမယ်ဟာသွားဝါတုတ်မိတသက်တယောက်ကောင်းနှပန်းကြည်သွားမိရဲ့ရာစုအိုကိုမှတုတ်ထိုးရမလို့ဖြစ်နေပြီဖျားကြိုကြီးကိုလုံးတော့ငါကောင်းပေါ်ပြောရင်ပြစ်ကနေထွက်လာပြီးနဲ့တူတယ်ခက်ခက်ရင်ပြောတာပြောလိုက်ရတယ်အမခန့်တငယ်ချင်းအရင်ခောက်ကြည့်မှုကူညီပေးရအောင်မှာပေါ့တသက်တယောက်ကပေါ်အားဆင်ပြီးအာကစားကလပ်နေရာမှာထောင်ထားတဲ့ပြန်ပိန်စပိန်စီကိုဒလန်ချင်းလမ်းလာခဲ့တယ်အမခန့်တငယ်ချင်းကြီးဆိုတော့လေဝါတုတ်ခေါ်မောင်မြတန်းတယောက်အောင်ဟင်းထက်ရဲ့စပိန်ကိုစောင့်ကြည့်ပေးနေရတယ်ကလပ်မှာစပိန်တွေကလည်းပျောက်ပေါင်းများလာပြီကိုဘေးအပ်လာတဲ့တာဝန်ကိုခြေပွန်စွာထမ်းဆောင်မယ်လို့စိတ်ပိုင်းပြတ်ထားတဲ့တသက်တယောက်စပိန်နာကိုအသာကတ်လာကအာဘာတီယာပိတ်ကန်ပလိုက်တယ်တစ်ပင်ခွဲမှာထိုင်နေဝါတုတ်မောင်မြတန်းကိုတော့သူမှမမြင်ရှာကဲဟဲ့ဟာဟေးဘယ်လိုလုပ်လိုက်တာလဲအိမ်ငိုက်နဲ့ဝါတုတ်မျက်လုံးတွေပြူးကျသွားရတယ်ဝါတုတ်မှာစားတော့ဘာတော့မတိုက်မျက်လုံးတွေနဲ့စိုက်ကြည့်ပလိုက်ကဟေးနေစမ်းပါဒါကပါသဘောနဲ့ငါတငယ်ချင်းစပိန်ကိုမင်းကခန်းရတယ်ဘာလဲအเจ้าမသိသေးလို့ပြောတာလားမျက်နှာငယ်နဲ့ဖြစ်နေရှာတဲ့တသက်တယောက်ခက်ခက်ကျော်အကူညီတောင်းတဲ့မျက်ဝန်းတွေနဲ့ကြည့်လိုက်တယ်အံ့အားသင့်နေရှာတဲ့ခက်ခက်ကျော်ကလည်းကားပေါ်မှာခြေမကင်မိလက်မကင်မိဖြစ်နေရှာတယ်ဘာလဲနင်တော့စပိန်ကိုကားနဲ့တင်ပြီးခိုးပြေးမလို့မဟုတ်လားမဟုတ်ပါဘူးခိုးပြေးမှာဆိုအသားလေးမှယူသွားမှာပေါ့ရှင်ဒီမဲ့မင်းဟိုတီကွေတွေလုံနေနဲ့စပိန်ကိုအခုပြန်ထောင်ပြီအရှင်လက်အမုံကျိတ်အရေးဆိုအယိုးမိချက်ကင်းလိုက်မယ်ငါ့ဘာအောင်မေးလို့လဲဂရာတီကလက
ဝါတုတ်မောင်မြတဲ့နဲ့မိမကြားဖွင့်ရွှေတပုံကိုတော်မေးကြည့်ပါလားမတိဘူးလို့ပြောလိုက်လိမ့်မယ်လူကဝါရတဲ့တဲ့ဟက်တက်ကွဲနေတဲ့ကရာတေးပေါင်းပြီးကွဲကြည့်မကြည့်ရဲစွာနဲ့ချွေးပြန်နေရှိုင်းတက်ခမစပိန်လေးကိုသာပြန်ထောင်ပေးလိုက်ရှာတော့တယ်ဟေးဘာငင်းနေရလဲငါနာမည်ဘာတူလဲမမိလားဝါတုတ်မှာကြောင်မန်းတီလို့တက်ကိုဖြေးလို့ချောင်းနေတော့တယ်တိပါတယ်ဝဝကွဲအေးဝတ်တွဲလွဲအာဝဝကြီးပေါ်ရှင်တက်စကားကြောင့်ဝါတုတ်တယောက်မျက်နှာရဲ့ရှုံကမဲ့ကဖြစ်သွားရရှာတယ်ပေါင်အောက်စီကအေးကနေဖြစ်ပြကြောင်းကောင်းကောင်းကြည့်လိုက်တော့ဝါတုတ်ခမမတော်မရောပေါင်းပြီးမြင်မိသွားပါလေတော့တယ်ဟိုက်သွားပါပြီကွာမျက်နှာငယ်လေးနဲ့ပြန်လာရှာတယ်တငယ်ချင်းဖြစ်သူတက်ကိုကြည့်ရခက်တယောက်မခန်းချိမခန်းသားဖြစ်သွားရတယ်စပင်းကသူ့စပင်းအစ်စ်ပါမမနိုင်ဒါအောင်ဟင်းထက်စပင်းပါမမနိုင်ဒီအီဘော်လော်ဖက်တီကဘယ်ရဘလို့ရောက်လာတာလဲဟာအီဘရင်းတွေပဲတနေ့တော့တွေးကြသိရပေါ့လေသူမရင်ထဲမှာဂျိန်ဝိုင်းကားလီပါကိုတအားဖိနေလိုက်ပါတော့တယ်နောက်ဆုံးပေါ်ကားလေးကလင်းမြန်စွာမောင်းထွက်သွားပါတော့တယ်ဝါတုံမှာတော့ဖြင့်နားမလည်နိုင်စွာနဲ့ကောင်းငုတ်ကြမ်းရရှာတယ်ဘလို့ရဟာလည်းမသိဘူးရန်ကုန်တက္ကသိုလ်ကိုအောင်ရင်ထက်ကတတိယနှစ်ကျောင်းသားလာတတ်သူဘွားကြီးခေါ်ထုံအုံနဲ့ဝါတုတ်ခေါ်မောင်းမြတန်းတို့ဟာရန်ကုန်နယ်ခံလူတွေ၃ယောက်စလုံးကဇီဝဗေဒအတိကကျောင်းသားတွေဘေကိုတော်ဘာလို့၃ယောက်တွဲနဲ့မခွဲကြဘွားရီနဲ့ဝါတုတ်တို့ဟာအိမ်ရှိကြပေမဲ့လေတငယ်ချင်းအောင်နဲ့တူအဆောင်မှာပဲငါပြီးနေထိုင်ကြတယ်မြတန်းကဟိုတနေ့အဖြစ်ပြက်တကူအောင်ကိုပြန်လဲပြောပြနေမိရဲ့မင်းပြောရဲ့ကားနံပါတ်အတိုင်းဆိုရင်မမခက်ကားပဲဝါတုတ်သူငါ့ကိုတော်တော်မကြည့်မနှက်ဖြစ်နေတာဝါတုတ်ကဂရင်ပေါ်လဲချရင်မှခက်ချောတော်ချောတာပဲကွာအောင်ဒါတော့ငါအဝေးရပဲမြင်လိုက်ရတာဂရာတီဝါတုတ်ကိုတော့ဖြင့်သူခိုက်တော့မှကျင်းသေးပဲဘာရဲဝါတုတ်ကာလာနာဝက်ပေါ်ဟုတ်လားထုံကဝါတုတ်မြတန်းကိုကြီးများစွာနဲ့ပြောလိုက်မိရဲ့မင်းအသာနေစမ်းမှာငါပွားကြီးရဒီမှာဖက်တီမင်းသားစကားပြောနေနားထောင်အေးမင်းရပြောတာချောတာလှတာတော့ဟုတ်တယ်ဒါပေမဲ့လက်တံကတော့ပြောင်းမဲ့ပုံပဲကွာငါတော့အောင်ဘာရှိုင်မလို့လှုပ်တော့ငါဝင်ပြီးစိန်ခေါ်လိုက်မှငါ့ကိုကြောက်ပြီးနှောက်ဆုတ်သွားတာအလကားပါကွာငါနဲ့ဖက်ပြီးနှစ်ပန်းမလုံးရဲပါအောင်ဟင်းထက်ကိုသာမေးကြည့်တော်ကြပါတော့ကွာပေါတက်ကြရမင်းတို့အဲ့လိုလုပ်တော့မရည်ရွယ်တာတွေဖြစ်ကုန်ကြတော့ပေါ့ကွာမခက်လဲငါ့ကိုပို့ပြီးစိတ်ဆိုးသွားမှာပဲအဲ့ဒါငါရှင်းအနေဆုံးပဲတငယ်ချင်းတို့ရမင်းရလေရင်တော့ဘယ်မိန်းမအထင်မကြီးဘူးဆိုငါမမောက်မျက်နှိုးစွာချစ်သွားရဲ့ကွာကျင်းတဲ့ထိမခက်အောင်တောင်းပန်ဖြတ်စီဗျာသူ့ရင်တွင်မှာဖွင့်ဟတိုင်တက်လိုက်တဲ့စကားမခက်သိစေချင်လိုက်တာလေအောင်ခွင့်လို့ပါမခက်မျက်နှာနုံဖက်ဖက်လေးရမျက်ဝန်းမှာထင်အောင်လာမိရဲ့ကျယ်ဝန်းလာတဲ့ခေါင်းကင်ပြင်ကြီးရလေတာရနေတဲ့မဟူရာစန်တာလှမင်းကြီးမှာခက်ကြော်တို့တက်ကြီးမှာထွန်ညှိထားတဲ့လက်စစ်မီတွေကိုတိုင်ပွဲရှိနဲ့အနိုင်ယူထားပါတော့တယ်အဆိုတော်လွမ်းမိုးရဲ့မတချင်းကိုဖွင့်ခက်ကြော်ခံလေးမှာဒေတာအလိုက်စီးမျောနေမိရဲ့လူဆိုတာလည်းအခက်သားချစ်ခဲ့ဖို့သူကိုမေးမြတ်တယ်လို့နာကြီးမိသူကိုလည်းမေးမြတ်နိုင်ဖြစ်နေတတ်တာပဲလေသူမအောင်ဟိန်းထက်မျက်နှာကိုပြေးမြင်လိုက်မိသေးတယ်သူမအဲ့ရထက်ကတချင်းစာသားလေးမှာလွင်မျောနေမိရဲ့ခက်ကြော်ဒီတချင်းကိုအလွန်ကြိုက်တယ်မျက်စိကိုစုံမိတ်ထားပေမဲ့လည်းသူမနှကန်းလေးတွေကပြုံးမိသွားတယ်မမောင်သိချစ်တာပဲကွယ်သူမအခန်းစီကိုမေဝင်လာတာကိုတော့မှသူမမသိလိုက်ပါတချင်နားထောင်ပြီးဘာပြောနေရလဲသမီးလေးမိခက်မေတော်နှင်းမြိုင်ကခက်ချောနီးမှထိုင်လိုက်ပြီးသမီးဖြစ်သူကိုပွင့်လင်းစွာပဲမေးလိုက်ပါတော့တယ်ကောင်းလေးတယောက်ကိုသမီးစိတ်ထဲမှာဘာရက်ပလိုက်တာလဲသူ့နာမည်ကအောင်ဟင်းထိုင်တယ်မေအဲ့လိုပြောပြီးသူမအာပါတရားရှဲပလိုက်တယ်တော်နှင်းမြိုင်မှာရင်အဆောင်ကိုလက်နဲ့ဖိမှစိုးရင်စာပြောလာတော့တယ်သမီးရဲ့တကယ်လက်တွေတော့မလုပ်လိုက်ပါနဲ့သမီးကြောင့်မေပြဿနာလိုက်ရှင်းရပါများပြီနော်သမီးဖဖေသာတိသွားရင်မေကိုအလိုလိုက်ရမလားဆိုပြီးစူမသမီးရဲ့အနေထိုင်စင်ချင်ပါကွယ်ပေါက်ကြတယ်မလုပ်ပါနဲ့ကြားလားသမီးလေးအင်းပါမေရဲ့အင်းပါလို့သာမေကိုကတိပေးလိုက်ရတယ်စိတ်ထဲမှာတော့သူ့ကိုပညာပြသွားတဲ့အောင်ဆိုတဲ့ချတိတ်ကို
အမုံပြင်ကျိတ်ပလိုက်ချင်နေမြဲမဟူရာမဟာပထရီမြေကြီးကိုလက်နေပုတ်ရင်လွဲချင်လွဲတောင်းမယ်ခက်ခက်ချောအထင်ရတော့မလွဲပါသူမထင်ထားတဲ့အတိုင်းယူပပေတာခံရထွက်လာအုတ်လီကတက်ထက်မှာထိုင်နေသူ့ကိုတွေ့လိုက်ရတယ်မျက်နှာကိုအတက်နိုင်ဆုံးခက်တင်းတင်းထားလိုက်ပြီးသူမဆက်လျှောက်လာတယ်မမခက်မမခက်ခေါ်တန်ကိုမသိကြောကြုံပြုတ်ပြီးသူမဆက်လျှောက်လာခဲ့တယ်ခြားတရားတော့ဖြင့်သူမနှစ်ဘေးမှာကပ်ပါလာမြဲမမခက်ကျွန်တော်စိတ်ဆိုးနေရလားဟင်အောက်အတန်တွေကတီတာစာတုံရင်နေတယ်သူအဲ့လိုမျိုးတစ်ခါမှအတွေ့အကြုံမရှိခဲ့ဘူးပါမိန်းကလေးတွေကိုအတက်နိုင်ဆုံးရှောင်ရှားခဲ့တယ်အထင်လည်းမကြည့်ခဲ့မမခက်ခက်ချော်နေကြမှသူ့နှလုံးသားတကပွင့်ဟလာတယ်ထင်တယ်မမခက်ခက်ချော်နဲ့စားတွေ့ချိန်တော့စားတွေ့ချိန်ကလေးကဒီနေ့မှမိမြခဲ့ပါမမခက်အလားကဆွဲဆောင်နိုင်လွန်လာတယ်ထင်တယ်အော်စိုးမိုးနိုင်လွန်လာပါလားမမခက်ရဲ့သူမစကားပြန်မဟာလို့အချိန်နဲ့မကောင်းမဲနော်တီးလိုက်တယ်ဒါပေမဲ့ကြောက်စိတ်ကိုတင်းပြီးစိတ်ရဲ့မွန်းကျက်မှုကိုဖွင့်ဟမိရဲ့ခက်ခက်ချော်ရှက်လဲရှက်လာလို့အတန်ကိုဖိကျိတ်ထားလိုက်မြဲရင်မလဲဒီကောင်လေးကိုတော့ဖြင့်အခဲမကျင်းနိုင်သေးပါသူကတော့ဆွေးမလျှော့မမခက်တော့စိတ်ဆိုးနေတဲ့ပုံစံလေးကလည်းလှနေတာပါပဲမမခက်စိတ်ဆိုးနေပြီမဲ့မမခက်မျက်နှာလေးကိုမြင်နေရတယ်အောင်ရင်ထဲမှာထာဝရငြိမ်းချမ်းနေရပဲမမခက်ရသူမသူ့ဘက်ကမျက်စောင်းပစ်ထိုးလိုက်တယ်စတိုင်ပေါင်းမီပေါ်နဲ့ရှက်အင်းကြီးအညိုကိုတွဲရထားတဲ့သူ့ပုံစံကမဆိုးလားစပင်တချမ်းဖုံအလုံးကလေးနဲ့စတိုင်အပြည့်ခက်ခက်ချွာတော့ဖြင့်တဆက်ကလေးမှာကြည်လို့မြင်လူသားအလုံးကငြိမ်းချမ်းကြပါတယ်မမရဲ့မမနဲ့ကျွန်တော်လည်းအောင်းရဲ့စကားမစုံလိုက်သူ့ဆရာစကားတန်ထပ်ပေါ်လာတယ်ဒီမှာချတဲ့မင်းကတက္ကသိုလ်ကျောင်းသားတယောက်ပါဘာဖြစ်လို့ဒီလိုအောက်တန်းချနေရလဲမဟုတ်ပါဘူးမမရဲ့ကျွန်တော်ပြောသွားကွာမင်းကဘာမှလာမပြောနဲ့မင်းမျက်နှာလဲငါမကြည့်ချင်မုန်းတယ်မင်းကိုမုန်းတယ်ငါ့ရဲ့စေတနာစော်ကားအတွက်ဘယ်တော့မှခွင့်မလွတ်တယ်လို့မကြည့်ဘူးကွာပြောပြရနဲ့ခက်ခက်ချော်တယောက်သူ့အဘကပြေးထွက်ခဲ့တယ်အောက်ရင်ထဲမှာဝုန်းတိုင်းကျဲသွားတယ်မိမိမျှော်မှန်းထားခဲ့တာကသူနဲ့မမဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေသူဟာသူ့မစေတနာထားတာကိုစော်ကားသူလိုဖြစ်သွားခဲ့ရတဲ့အတွက်သူမမခက်ကိုတောင်းပန်မယ်ခွင်လွတ်တဲ့မမခက်အပြုံးမျက်နှာလှလှလေးကိုမျောလင့်အိမ်မက်တွေမှတ်ခဲ့တယ်အခုတော့အဲ့လိုမဟုတ်မိမိကိုမုန်းနေတဲ့အောင်ဆိုတာကဟိုးငယ်စဉ်ကလေးလိုချင်တာတစ်ခုရှင်ရအောင်ယူလိုက်ရမှဖိုးဖိုးနဲ့မေမေကလည်းသူ့အလိုကြပင်ဦးစားပေးခဲ့တယ်ရင်မနှလုံးသွေးတွေကလည်းစူပွက်စူဝေးလာရတယ်မမခက်ပြောသွားတဲ့စကားရဲ့နားထဲမှာအထက်ထက်ကြားနေမြဲမောင်းနေမင်းမျက်နှာငါမကြည့်ချင်ငါနောက်လဲဆက်လိုက်မလားခင်နဲ့သူကြွလာတဲ့နှလုံးသားကိုသူချုံမအုပ်နိုင်တော့အောင်မခက်ခက်ချောနှက်ကိုသာဂရေတာအတိုင်းပြေးလာလိုက်ခဲ့တယ်သူတဆွတ်ထိုးစိတ်တွေနှိုးကြွလာပြီထင်တယ်အောင်ကအဖြစ်ချင်တာဖြစ်ရမှာကျင်းတဲ့သူမခက်တယောက်သူ့ကိုမုန်းပါစေမခက်ခွင့်လွတ်တဲ့မျက်ဝန်းတွေကိုသာမျောလင့်ဆုံးမှာမရဲ့ပင်မအစအောင်ပြီးနာအရောက်မှာသူမကိုအောင်မိလာခဲ့တယ်ပြေးလိုက်လာတဲ့ခြေတန်းကြောင့်သူမဆက်ကနေလဲကြည့်လိုက်မြဲသူမမျက်လုံးတွေကမိဝဝင်တောက်နေရဲနဲ့သူမသီးခံနိုင်တဲ့စွမ်းအားတွေကဂုံခန်းသွားပြီထင်တယ်မခက်ကိုကျွန်တော်မမတောင်းပန်မလို့ပါမင်းကဘာမှလာမပြောနဲ့ခက်ခက်ချောသူမျက်နှာလုံးဝလက်မကြည့်ချင်းအောင်တယောက်သူမနဲ့တက်နိုင်သမျှအနီးကပ်ဆုံးမျက်နှာချင်းဆိုင်လိုက်တယ်ပြောမှာပဲမခက်ကျွန်တော်ခုလိုမျိုးဘလို့မှနေလို့ရမှာမဟုတ်ကျွန်တော်သူမဒေါသအစုံအစနာရောက်နေပြီလူတွေကလည်းသူတို့ညက်ကိုကွက်ကြည့်သွားကြကုန်တယ်ခက်ခက်ချော်တယောက်ကားရှိရာမျက်နှာကိုလက်ဝါးနှစ်ဖက်နဲ့အုပ်ပြီးပြေးထွက်လာခဲ့တယ်မျက်ရည်တွေလက်ဝါးမှာပဲစွန်တင်စီးကြလာတာကိုတော့ဖြင့်သူမလည်းအံ့ဩမြဲကားပေါ်တက်ပြရနဲ့ဒရက်ဆက်လီပါကိုနင်းကမောင်းထွက်ခဲ့တယ်အားကလည်းသူ့မွေးရပါပြီးစားတိုင်းဖြစ်ချင်တာကိုဖြစ်ရမှဈေးနဲ့သူဆိုတော့သူ့ပြိုင်ပင်းကိုကီယာအမြင့်ဆုံးတင်ပြီးခက်ခက်ချောရဲ့ရာတိုကားနောက်ကိုနင်းလိုက်ခဲ့တယ်ကီယာအမြင့်ဆုံးတင်ထားလို့တက္ကသိုလ်ဝင်းတကားဝအရောက်မှာသူမကားကိုမိလာခဲ့တယ်ဘေးချင်းရှင်းမိရနဲ့မမကိုကျွန်တော်တောင်းပန်ပါတယ်ဗျာမင်းပြောလို့မရအောင်လားဘာလို့လိုက်နှောက်ရှက်နေရလဲ
ခက်ခက်ကြောကားလီပါကိုဖိနေလိုက်ပြီးနောက်ဆက်ရှင်မြစ်လိုက်တယ်ဘလူမမရအောင်ကလည်းနဲ့သူမတကောက်ကန်ဆဲပြီးအမီလိုက်လာတယ်မင်းပြောလို့မရအောင်လားမဟုတ်ဘူးမမကျွန်တော်ပြောတာကိုနားထောင်ပါအောင်ဗျာမလို့ကွာငါဘာမှနားမထောင်ချင်လို့မင်းကိုပြောနေရပေါ့ခက်ခက်ချောစိတ်တွေထိမ်းများတော့မိန်းထဲမှာလည်းအဆက်ကွဲပြီးပြီကားတကားလောက်ကိုစက်ကနေဆွဲဖွင့်လိုက်တယ်အာကားတကားပွင့်ထွက်သွားအောင်တယောက်စပိန်ရောလူပေါလွင့်စင်ထွက်သွားရတယ်အောင်မြတ်ဝတ်တွေပြဝေမောင်အတီကျသွားကအရာအလုံးကစက်ဝိုင်းကြီးထဲမှာကျွန်းထုံးမှောက်ခုံဖြစ်သွားတယ်အောင်တယောက်ခက်ခက်ချောကားတကောက်အာပြူဆွဲကင်ထားခဲ့တာဟုတ်ဖျားသူဘာမှမဖြစ်ပါစေနဲ့ခက်ခက်ချောကားအောင်ရက်ပြီးခြေမကင်မီလက်မကင်မီနဲ့လွင့်စင်လဲကြကြံခဲ့တဲ့အောင်ရှိရာကသူမပြေးလာခဲ့တယ်ဆိုရင်စိတ်တွေကသူမရင်မှာအပြည့်နေရာယူထားပြီးတစုံတစ်ခုဖြစ်သွားပါကသူမပြောကလုံးဝမကင်းအောက်မှာတော့ကတရလမ်းဘေးမှာလေချငိမ့်သက်နေရှာပြီဘာမှဖြစ်ပါစေနဲ့မျက်ရည်တွေသူမဘာပြင်ပေါ်တွင်စီးကြနေဝေဝါးနေတဲ့အမြင်အာရုံကိုသူမစူးစမ်းထိန်းချုပ်နေရတယ်ခက်ခက်ကြော်လေးကြနေတဲ့သူ့ကိုပွေထူလိုက်တယ်တိတ်ချတိတ်တတိယစိတ်ဖို့လောက်ခေါ်ကြည့်လိုက်တယ်အောင်မျက်စိမိတ်ထားတဲ့မျက်ဝန်းတွေကသူမလုံနှုံမှုကြောင့်တတိလစ်နေရကတတိရပြီးပွင့်လာတယ်ဟင်မခက်ကျွန်တော်ကိုခွင့်လွတ်ပါနော်ခွင့်လွတ်ပါတယ်ကွာအောင်ဟာရောမရက်ဆက်တယ်ဆိုပြီးစိတ်မနာဘူးလားစတွေ့ကြရအောင်မျက်နှာတွေ့တာခဲ့တာဆိုတော့ဘလို့စိတ်နာနေမှလဲမခက်ရဲ့နှုတ်သားအကြည့်ချင်းစုံမိကြတော့ရင်ခုန်နှုံးတွေမျက်လာကတိတာလွန်းလာတယ်နှွေးထွေးစွာဖတ်တွေ့ထားတဲ့သူမလက်ဖွာနှုတ်ထွေးလေးကိုအောင်ဆွဲယူဖမ်းဆုပ်ထားလိုက်ပါတော့တယ်အောင်မခက်ရဲ့အောင်တိတ်ချစ်တယ်ဗျာကောင်းမှတရားကြီးနဲ့လေအောင်ရဲ့ဒါမဖြစ်စလောက်လေးပါမရဲ့ခုတော့လေကောင်းမှပတ်တီနဲ့အောင်နဘေးမှာသူချစ်ရဆုံးနဲ့ခက်ခက်ချောဟာရှင်တွဲပါလျက်ရှိတယ်ကားပေါ်အဆင်းပြီးအင်းအားခုံနဘေးတိုင်းမြက်ခင်စိမ့်တွေပေါ်ရှင်တွဲရှောက်နေမိကြတယ်ရှင်ထဲမှာတော့အပျော်များစွာရင်နဲ့ကောင်းမှတန်ရတက်တာရဲ့လားအောင်ခက်မျက်နှာလေးကိုမြင်နေသူ့အလိုလိုတက်တာသွားမှာပါစစ်တယ်ရဲ့တန်ရောစင်မင်းနဲ့အကျဉ်နာမေးတွေကကြည်နုစွာကောင်းညစ်ပြမိအဲ့ဒါကြောင့်အဲ့တော့ပြောတာပေါ့မောင်လိုက်မလာပါနဲ့လို့ပါရဲ့မောင်တဲ့ဟုတ်လားဘယ်သူကခေါ်လို့တော့ခေါ်တာမောင်ကြားလိုက်ပါရဲ့နော်နားထောင်ကောင်းလိုက်တာရဲ့အောင်တယောက်ခက်ကိုရှင်ခွင်နဲ့ဆဲသွင်းကဖတ်ထားလိုက်မိတော့တယ်အမုံရဲ့နောက်ကဲမှာမသိစိတ်နောက်ပါမှာအချေးဆိုတာရှိစမြဲပဲမဟုတ်လားလေလက်ပြကလေးတွေကရှက်ကြတဲ့အလားချစ်သူနှစ်ဦးဘေးနားမှာဖြတ်ပြီးအဝေးကိုပြန်ပြေးသွားကြတယ်အော်ခုတော့လေအောင်ရှင်ခွင်ထဲမှာဆရာသူခက်ချိုးအဝေးကိုပြေးထွက်မြရလေအောင်ဒင်းကျက်စွာဖြင့်ဖတ်တွေ့ထားလိုက်မိရဲ့ခက်ရဲ့မျက်နှာလှလှလေးကိုသာငေးကြည့်နေမိရဲ့အောင်တယောက်တော့ပျော်ရွှင်မဆုံးတပြုံဖြစ်တာရှက်နန်ရဲ့စမ်းစာလေးတွေကိုလက်နဲ့ဖိတ်ရှားလိုက်ပြီးအောင်တယောက်ခဲနှစ်ဖူးပြင်လေးကိုငုံနှမ်းလိုက်တယ်။ဘာလဲပြောလေအောင်မောင်ဘာလို့ချစ်သွားရလဲပထမတော့ကောင်းစိုးလေးဆိုပြီးကြည့်လို့ကိုမြောက်အခုရောမမင်းနဲ့ကွာရှက်တယ်ဖြေပါရဲ့အောင်သိချင်လို့ပါဒါဆိုနားထောင်ပထမတစ်ချက်ကမောင်ကိုရေဆက်ဆက်ရိုက်တာတီးခံခဲ့တာရဲ့မင်္ဂလိတအပေါ်အနိုင်မယူတတ်တာတည်းရဲ့ကြောင့်တနာပြီးချစ်သွားတာကဲသိပြီလားလက်ညိုလေးထောင်ကနဲ့ပြောနေခက်ကိုဖြင့်အောင်အသေးရစွာရင်ခွင်ထဲဆွဲဖက်ထားလိုက်လေတော့တယ်မောင်မကင်းနဲ့ကွာဟိုမှာလူတွေနဲ့အောင်လန့်ဖြန့်ပြီးလွတ်လိုက်တာဘေးဘီကိုအကဲခတ်လိုက်မိရဲ့ဘသူမှမတွေ့ရသူအညာမိသွားပြီကောင်လေးတယောက်ရှက်ပါတယ်ဟေးကယောထွက်ပြေးသွားတယ်ခက်နောက်ကိုအောင်အပြေးလေးလိုက်နေမိရဲ့ချစ်ကြသူတို့သွားတက်လာတဲ့နေရာအနှံ့စီကိုရောက်ခဲ့သွားခဲကြတာကချစ်ရချင်းထက်မြပြင်တအုပ်ကိုတအုပ်အပြောက်ပင်မခံတနေ့မဆုံးတွေ့ရမနေတတ်အောင်ဖြစ်ရတယ်သိချစ်လွန်းကြတော့လဲသွားအတူလာအတူတယောက်စင်ကြီးရစ်နောင်တွေ့တာကတရရနဲ့ခိုင်မာလွန်းလာတယ်
တအူးအလိုလေတအူးကနားလေခဲ့ကြတယ်ကြည်ရတဲ့မမခက်ကိုအောင်တယောက်တငယ်ချင်းတွေဖြစ်ကြတဲ့ပွားရီနဲ့ဝါတုတ်တို့ညောင်နဲ့မိတ်ဆက်ပေးဖြစ်တယ်ပြောင်းတန်းနောက်တဲ့ပွားရီနဲ့ဝါတုတ်တို့နှုတ်အချားမှာခက်ခက်တယောက်ဗဆက်ပင်မပိတ်နိုင်တဝါဝါတဟာဟာဖြစ်နေရတော့တယ်မမဒါမှတငယ်ချင်းထုံဥခေါ်ပွားကြီးတဲ့သူကတော့ဝါတုတ်ခေါ်မြတန်းနဲ့လို့လဲမမခက်ခက်ချောပွားရီတိုင်းကွက်တွေကအန်တိန်တို့စတားတို့နဲ့မတူးလားပွားကြီးဟာရင်ကိုကော့ပြီးပြောနေတော့တယ် My name is ပွားကြီးခေါ်ဘန်တိန်ပွားကြီးရဲ့ဘန်တိန်လားစတားပြားလာတော့မသိဘူးမင်းကြီးတွင်ဘန်းဘီကြွကြတော့မမဖြစ်မျက်စိတွေပြသွားတာပဲအားလုံးသဘောကျစွာဝိုင်းရည်မိကြတယ်ကျွန်တော်မှဘန်းဘီတို့အတွင်းမှာပါသေးတယ်မမရဲ့ဝါတုတ်ကလည်းအားကြမခံကြွားလာပြန်တယ်ကျွန်တော်တော့ဘွန်ကျင်းဘွန်W7ဝါတုတ်တဲ့မိန်းထဲမှာတော့ပြူတိုင်းကြိုက်တဲ့နင်းစီခိုင်တော့မဟုတ်ဘူးမမပြူတိုင်းလက်နဲ့ဝက်ဖြစ်နေကြီးဟာဟာဟာမြို့ငါဘာပြောလို့လဲပွားရလာမစနဲ့နော်တယောက်တစ်ခေါက်စကားများနေကြတဲ့သူတို့ညက်ကိုကြည့်ပြီးခက်ခက်ချောတခိခိရေနေရှာပါတော့တယ်မမခက်ရင်ပူပြီးလှလာတယ်လို့အောင်ကထင်မိရဲ့မမကလည်းအခုလိုပြောတတ်တဲ့မင်းတို့နဲ့ခင်မရတာဝမ်းသာပါတယ်ကွာအောင်ကဂျာကရွှင်ထပ်ဖောက်လိုက်ပြန်တယ်ဒီလိုပဲမမခက်ရဲ့သူတို့ညောက်ကတယောက်ကိုတယောက်စနေကြတာတယောက်ကိုတယောက်မတွေ့ရရင်လည်းမနေနိုင်ကြအောင်မောင်နဲ့မမလိုပဲပေါ့မောင်တော့စကားပွားရီနဲ့ဝါတုတ်တုတ်ရှိနေလို့ခက်ခက်ချောမျက်နှာပြင်လေးမှာရဲတက်သွားတယ်နှလုံးသားတို့တိုင်းဖောက်ဝင်လာတဲ့မမိုင်ချစ်မြတ်ဆောင်လေးကိုအောင်တယောက်ကြည်ကြည်နက်နက်နဲ့ခံယူလိုက်ပါတယ်ရေပွားကဘလို့ပင်ဆူတောင်းကောင်းခဲ့တယ်မသိမျက်စောင်းရွှေလိုက်တာလေးကိုပင်မမခက်ကချစ်စရာကောင်းလာပါတယ်ဒါနဲ့နေပါအောင်ကွာပွားရီနဲ့ဝါတုတ်တို့ကရန်ကုန်ကပဲလားဟုတ်ပါစကားလမ်းကြောင်းလွဲကပွားရီနဲ့ဝါတုတ်တို့နေရက်ကိုမေးမိရဲ့ပွားကြီးကတော့ရှင်းမော့ကဒီမဲမမဝါတုတ်နေတဲ့နေရာကမမသိချင်းကျွန်တော်ပြောပြမယ်မမတိတိကျကျနားထောင်နော်ပြောပါအောင်ကွာဒီလိုမမရဲ့မမအနုတွေနေတဲ့နေရာသိလားဘယ်သိပါမလဲပွားကြီးရဲ့ဟဲ့မင်းနော်ဝါတုတ်မှာတော့ဒေါကန်နေပြီမမသိရင်မှတ်ထားလိုက်အနုတွေကထောက်ချက်မှာနေတာအဲ့လိုပဲဝါတုတ်လဲထောက်ချက်မှာနေတာတဲ့ဒီကောင်လဲအနုပဲကြည့်ပါလားလက်တွေခြေတွေပုတ်တိုးနဲ့ဝတ်တော့မခံမြတ်နိုင်ဖြစ်ကဟဲ့အဲ့ဒါဟိုဘုတော်ဖျားလေးဘက်ထောက်ကသာကြားဖူးတာကွာအခုငါတို့ထောက်ကြမှာတန်းတန်လေးငါလက်တွေကတူတာမဟုတ်ဘူးကွာငါလက်တွေကတူတာမဟုတ်ဘူးဝါတာကွာဝါတာမင်းဝါရဆိုတာလူတိုင်းမြင်တာနဲ့သိရလာကြောမနေနဲ့မင်းတော့မင်းလွန်လာပြီထွက်ပြေးတဲ့ပွားကြီးနောက်ကအပြက်တွေဖြစ်ဖို့ဝါတုတ်အပြေးလိုက်တော့တယ်ပွားကြီးကပိန်လို့ဝါတယ်ဝါတုတ်တယောက်ဤပဲပဲနဲ့ဘလို့မှမမီပေးသူတို့နှစ်ဦးကိုကြည့်ပြီးအောင်နဲ့ခက်ခက်တို့ပါစက်မပိတ်နိုင်အောင်ရှိရတယ်ဝါတုတ်နေရာကတော့တိပါပြီပွားကြီးကတော့ဘယ်မှာနေရတုံးကွာဟာပွားကြီးနေရလားဒီကောင်ကလဲလန်းမှာနေရလဲလန်းလို့မကြဘူးပါဘူးကွယ်အာမမခက်ကလည်းနွားလဲသွားတဲ့လဲလန်းကိုပြောတာအော်သိပြီအညာမှာနေရလားအာလွဲပြီမမရဲ့အလကားမမဒီငါကြောင်ကြောင်ပြီးပြောချင်တာပြောနေကျွန်တော်ကလဲတန်းကဘူတာယုံလမ်းမှာနေရပါခုမှပဲခက်ခက်ချောသဘောပေါက်သွားတော့တယ်။အော်ငါနဲ့ဝတ်တို့ပြောတဲ့လဲလန်းကိုသဘောမပေါက်လိုက်ဘူးကွ။အလကားဒီငါကြောင်လဲတန်းနဲ့လဲလန်းအဆက်ပြေလျှောက်ပြောနေဝတ်တို့ရမင်းသာမကြခင်ဒါတက်ယုံကိုပူရတော့မယ်ဝတ်ပါကွာ။သူများမနာလို့ဖြစ်မနေနဲ့တခဏတည်းမှာပဲပျော်တဲ့နောက်တက်တဲ့ပွားကြီးနဲ့ဝတ်တုတ်ကိုခက်ခက်ချတယောက်ခင်မင်သွားမြဲပျော်ပျော်နေတက်တဲ့ပွားကြီးကပြောင်းတယ်လို့ဝတ်တုတ်ကလည်းနောက်တက်လို့မမခက်ရဲ့လက်ပါမျက်နာလေးဟာရဲလိုက်တိုင်းပိုးလို့တောင်လှလာတော့တယ်မမပြောရင်အောင်လည်းပြောတာပေါ့ပြောလို့ရင်ငိုရတတ်တယ်ဆိုတာကိုအဲ့ဒီချိန်က तू မသိခဲ့ပါကြည်နူရတဲ့အချိန်တွေကဖြင့်အမြဲရင်ဆိုင်ပိုင်ဆိုင်ရမယ်လို့ညှော်လင်းခဲ့မြဲပွားကြီးကစကားဆလိုက်တယ်မမခက်ကရောဘယ်မှာနေရလဲဟင်မမမိထီလာမနေရဝေထွန်းစီဆက်ဆိုမသိသူမရှိဘူးလေမမခက်တို့စီဆက်ကနေစုံကိုပို့နေရပဲဟာဗျာမမခက်စီကမမျောလင့်ထားတယ်စကားကိုကြားလိုက်ရလို့
အောင်တရားကဘာကြီးတစ်ခုလုံးဇွန်ထုံးမခုံဖြစ်သွားလာထင်ရတယ်သူ့ရင်ကိုနှွေခေါင်ခေါင်မိုးချိုနဲ့ခွင်းလိုက်တဲ့အလားထင်မိပါတယ်အရက်မျက်နှာအားလုံးကအလင်းတန်းမြင်အချွန်စားတယ်သူနှလုံးသားအိမ်ကိုစူးနစ်ကုန်ကြတယ်ထင်လိုက်ရတယ်သူမမခက်ကိုမယုံနိုင်စွာပြန်မေးမိတယ်မဝေထုံးပွဲရောဟုတ်လားမမိပါတွေရောမဖေနဲ့မေတွေရောဘသူတွေလဲဟင်မေးတာမေးလိုက်ရတယ်ရင်မတူထင်ထားတိထားသလိုမဟုတ်ပါစေနဲ့လို့စွတောင်းနေမိရဲ့ဖေကဥမမေကဒေါ်ခင်လက်တယ်ဗျာမခက်ရဲ့စကားတွေသူ့နားတဲ့ချော်ရည်ပူပူတွေစီးမြောဝင်လာသလိုခံစားလိုက်ရတယ်မဖြစ်ပါစေနဲ့လွဲပါစေလို့စွတောင်းနေတဲ့ကြားကခြေနေတွေကတိုက်ဆိုင်မှုတွေဖြစ်ကုန်တော့တယ်ဘာဖြစ်လို့မေးရလဲမမေးစဖို့နဲ့ဘာမှမဖြစ်ပါဘူးမရှော့ခမကြီးတွေနာမည်ကိုတိထားခြင်းလို့ဘာရှော့ခမလဲသွားခက်ချောမှဖြစ်ရှက်သေးဖြာသွားရတယ်ရှက်တဲ့မခက်မျက်နှာလေးကအပြစ်ကင်းစင်စွာလာပလို့နေတော့တယ်လက်ဖက်ရည်ဆိုင်မှာအောင်ကတငယ်ချင်းပွားရင်းနဲ့ဝါတုတ်ကိုအဖြစ်ပြက်တွေနောက်ကျောင်းတွေကိုအတူချုံပြောပြနေမိရဲ့အဖြစ်ကတော့အဲ့ဒါပါပဲကွာတိုက်ဆန်ကြီးကိုလာကြုံနေရတယ်လို့ဖေနဲ့ဖိုးတီးတိုင်းရေမမဟုတ်ဘူးအောင်ပြောပြတဲ့နောက်ကျောင်းကိုနားထောင်ရင်ဘွားရင်နဲ့ဝါတုတ်တို့တပြင်းကိုစီချမိကြတယ်မင်းဖြစ်ကငါတို့လိုပဲမတော်နာရဲ့ဝါတုတ်ရဲ့ကိတ်ဝင်းစလက်ရဲ့သုံးမွေဆိုင်အချစ်ဇလန့်လို့ပေါ့ကွာဟန်ဘာပြောနေတဲ့ဝါတုတ်စကားအဟုတ်မဲ့လို့နားထောင်နေရအောင်နဲ့ဘွားကြီးတို့ကစကားဆုံးမှနှောက်နေမှန်းသိရလို့ဘွားကြီးကိုစိတ်ဆိုးသွားပြီးဘာရဲကွာမတော်နာတို့ဝတ်ပေါ်လို့မဟုတ်လားဝါတုတ်ဒါဆိုငါလည်းတပိတ်တာလောက်လိုချင်နေကွာဟာဝါတုတ်စကားကြောင့်စိတ်ညစ်လလို့မျက်နှာအမူအရာပြက်နေအောင်ပဲဒါဟာရှဲမိသွားတယ်အောင်စိတ်ညစ်အချိန်မှာတော့ပျော်တတ်တဲ့တငယ်ချင်းများပါ300သားကောင်းချင်းဆိုင်ပြီးဆွေးနွေးနေမိကြတယ်အချိန်ကြီးကစိုးရင်မရောက်နေပြီလူကြီးတွေတီးသွားတာနဲ့ငါနဲ့မဝေးကြမှာပဲစဉ်းစားလိုက်ငါရင်ထဲမှာမောလာတယ်ကွာငါဘယ်လိုလုပ်ရမလဲတငယ်ချင်းတို့ရနောက်ဆုတ်လိုက်ပေါ့အောင်ရတော်ဝတ်တော့ငါဘယ်လို့မှနှောက်ဆောင်နိုင်ကွာမခက်ငါလက်တော့မခံနိုင်ဘူးမလည်းငါလိုပဲနေမှာငါသိတယ်မခက်ငါ့ကိုခွဲနိုင်မှာမဟုတ်ဘူးအုံနောက်စားတယ်ကွာဒါဆိုလဲတနည်းပဲရှိတယ်မင်းလူကြီးတွေမသိအောင်ခိုးပြေးကွာအဲ့ဒါအကောင်းဆုံးပဲဝတ်တော့ပြောတာဟုတ်တယ်မခက်ကိုသူမခွဲနိုင်မေတို့တီးသွားရင်လေသူနဲ့ဝေးရမှာကျင်းတည်တယ်သူကိုစွန့်စားပြီးခိုးပြေးမှာဖြစ်တော့မှာပေါ့တခါလေဘဝကြီးကမကြုံချင်တာနဲ့ကြုံပြီးမဆုံချင်တာဆိုရင်တိုက်ဆိုင်စွာနဲ့ဆုံးတတ်တာပဲလေဘဝတစ်စစ်ချိုးကိုမထင်မဲ့မမျှော်လင့်တာတွေနဲ့ရုပ်ကြီးပြောင်းလဲသွားတတ်တယ်ရန်ကုန်မြို့ကြီးကသူတို့နဲ့မိုင်40ကျော်မှကြံခဲ့တယ်အောင်ရဲ့ရင်ခွင်ထက်မှာမခက်ကငိုနေရှာတယ်ဘရာတိုကားပြလေးကရန်ကုန်မန်လေးလမ်းမကြီးပေါ်မှာတရိပ်ပြေးနေတယ်တစ်ပင်တရိပ်တို့ဂါလန်ပေတစ်ချက်မှာကြံရစ်ခဲ့တယ်ဂတ်စတီယာရင်ကိုကျင်လေစွာကင်မောင်းရင်မခက်ကိုအောင်ကရှင်းပြနေမိရဲ့ဒီအကြောင်းတွေကဟိုးအောင်မမွေးခင်ကလေးကဖြစ်ပျက်ခဲ့တာဆိုတော့အနည်း20ကျော်လောက်ရှိခဲ့ပြီပေါ့ဖေလဲခုချိန်ထိဘယ်မှာလဲဆိုတာမောင်မသိခဲ့ဘူးဒီအကြောင်းတွေမမေကမောင်ပြောပြလို့မောင်အသေးမှဆွဲမအောင်မှတ်မိနေခဲ့တာမောင်ဒီလိုမှမလုပ်ရင်မခက်နဲ့မှကျင်းတည်ဝေးရမှာပဲမောင်မခွဲနိုင်ဘူးချစ်သူအောင်ရဲ့ရှင်းပြနေမှုကိုမျက်ရည်ဝဲသားနဲ့သူမနားထောင်နေမိရဲ့တကယ်လို့လှည့်ပြန်ကြတာပေါ့ဟဲ့မငိုတာမောင်ဖေနဲ့မမေကိုစိတ်နာလို့မဟုတ်ပါစိတ်မကောင်းလို့ပါမောင်ရဲ့ဒါဆိုတိတ်တော့နော်မောင်ကိုရောကြည့်ရလားဟင်သူမညင်သားစွာကောင်းကြီးပြလိုက်မြဲမကိုထွေးပေးထားတယ်မောင်လက်တွေပုံမတင်းကျပ်လာတယ်ဒီကိစ္စတွေမဘာမှမသိခဲ့ဘူးကွာပြုံးစားကြီးဆိုတော့ဝဲနေမိရတခုပါပဲမောင်ရင်ခွေရနေပြီဘယ်လိုများခွဲထွက်နိုင်မှာတဲ့လေမောင်ရဲ့စုပ်ကန်လာတဲ့လက်ကလေးတွေဟာသူမတက်တော့ဖြင့်နှွေးထွေးလွန်းလာတယ်တယောစင်ချိန်ခွေညကလွန်ဆွဲနေကြပြီလေတပတ်ကဖေနဲ့ဖေဦးမောင်နဲ့မေတော်ခင်လက်တပတ်ကချစ်ရတဲ့မောင်အဖြစ်ပြက်တွေကဝိုးတော်နဲ့မမိတင်တော့တော့မမိအောင်ပြချက်နဲ့သူမစိတ်ထဲဝိုးတော်အရေးတွေကိုပေါင်းဆက်ကြည့်တော့ဝိုးတော်ပုံရိပ်တွေကိုပြတ်သားစွာနဲ့
သူမထင်ထင်မြင်မြင်ဖြစ်လာခဲ့တယ်။အဲ့ဒီတုန်းကခက်ချောဟာနစ်နစ်သမီးအရွယ်ပင်ရှိသေးတယ်။စကားတီတီတတာပြောတတ်စအရွယ်ဦးမောင်မောင်နဲ့ဒေါခင်ခင်လက်တို့ကမျိုးနဲ့ရိုးနဲ့မိထီလာတခွင်ချမ်းသာလာကြသူတွေဝေထိုးစီဆက်ပိုင်ရှင်တွေဖြစ်ကြတယ်။စီအယောင်းအဝယ်လုပ်တယ်။ဆွဲပွဲရုံထောင်ကဒေါ်ရဘက်မှာမြေပဲနဲ့နန်းတွေကကောက်ပြီးနေတွေကိုပို့လို့ဇီးပွားမှာများစွာတောင်းတင်းတယ်။တစ်ဖက်ကလည်းပွဲရုံလုပ်ငန်းကအောင်မြင်မှုရနေတယ်။ဒီနေ့တော့မန်းလေးရတငယ်ချင်းဖြစ်သူလွမ်းအောင်တယောက်ဦးမောင်မောင်နဲ့ဒေါခင်ခင်လက်တို့စီရောက်လာခဲ့တယ်။သူတယောက်တည်းမဟုတ်မိမခိုးလာချင်းမှာလွမ်းမောင်ကမန်လီယာစံပွဲရုံကမန်နေဂျာဝင်လုပ်နေမှပွဲရုံပိုင်ရှင်တတိရဲ့တူတီတော်သမီးနင်းနင်းမြတ်ကိုခိုးပြေးလာခြင်းဖြစ်ပြီးမမောင်စီရောက်လာခဲ့ခြင်းမှာလွမ်းအောင်ရလှုပ်လိုက်မှဖြင့်မိုးမီနဲ့ရှို့ပဲဖြစ်လာမှတော့ဘာမှစိတ်အားငြိမ်နေကြနဲ့ငါကိုညီရမှာပေါ့ခင်ခင်လက်တွက်လဲမင်းမိမနင်းနင်းနဲ့ဖော်ရသွားတာပေါ့မင်းကတော့စီးဆက်မှာမန်နေဂျာနေရာယူပြီးစီပီပါကားကြီးတွေနဲ့ငါ့ကိုစားနေစင်းပေးပေါ့ကွာမင်းခုလိုကူညီတာကျေးဇူးတင်ပါတယ်ကွာနေရမိပါရစိတ်ဆိုးပြီးအိမ်ရိတ်တော့မနေရဘူးတဲ့ခုချိန်မှာငါစူးစားတော့မှမမောင်ရမင်းကျေးဇူးငါမမေ့ပါဘူးကွာငါတို့တငယ်ချင်းညကြမှာပြောဖို့လိုနေသေးလို့လားကွာကုညီဖို့ဝတ္တရားကငါမှအပြစ်ရှိပါတယ်ကွာမမောင်တို့စနီးမောင်နှံကလည်းနှွေးထွေးစွာကြိုးဆိုလို့လွမ်းအောင်နဲ့နင်းနင်းတို့ဖို့အတက်ဖွဲ့ရဒီနေ့နဲ့မမောင်လွမ်းအောင်ကိုနေအဝေးပြေကားကြီးတွေကိုဦးစီးဖို့မန်နေဂျာနေရာလွှဲအပ်ခဲ့တယ်။လွမ်းအောင်ကလည်းပွဲရုံမန်နေဂျာအတွေ့အကြုံရှိပြီးသားစူးစမ်းသူမို့မောင်မောင်မှာအောင်မြင်မှုတွေများစွာရရှိခဲ့တယ်။ဂိုင်းတွေနဲ့မိထီလာနေကိုစင်ရလို့3-4ရက်နင်းနဲ့ခွဲနေရပြီဖြစ်တယ်။အိမ်ပြန်ရောက်မှအတိုးချပြီးစနေချော်လေးနင်းမြတ်ကိုကြည့်ရတယ်။မောင်မရှိတဲ့ချိန်အားငယ်တယ်ကွာ။မောင်နေသွားရင်မြင်မြန်ပြန်လာခဲ့ပါနော်။ပြန်ချင်တာပေါ့နင်းရဲ့မောင်ကအလုပ်ကိစ္စနဲ့လေခုရောက်ခုပြန်ဘယ်လိုလုပ်ရမလဲကွယ်ခုချိန်မှာမောင်စူးစမ်းရမယ်လေမမလည်းလည်းရှိတာပဲနင်းရဲ့အားမငယ်နဲ့ကြားလားပြီးရင်တမီလေးခက်ခက်နဲ့စော့နေပေါ့ဘယ်မောင်ကလည်းနင်ကကလေးမောင်မဟုတ်တော့တာနင်ကစတာပါမောင်ရဲ့စိတ်အေးသာထားတော့ပါနောက်ဆန်တင်းနေပါနဲ့နင်းနင်းမြတ်မှာ3ရက်တစ်ခါ4ရက်တစ်ခါမှပြန်လာတဲ့ချစ်သူလွမ်းအောင်ရင်ခွင်ဝဲချွေနှွေးမြဲတကယ်တော့မမျက်နှာတရွာထင်ပြီးအာကိုစားလိုက်ပါလာခဲ့ရတာလေသူမပေခွဲချင်ပါမလဲလွမ်းအောင်မှာနေဆုံလူဆုံနဲ့ပေါင်းသင်းဆက်ဆံလာခဲ့ရလို့စီးပွားရဲ့အမြင်ကျလာခဲ့တယ်တငယ်ချင်းဖြစ်သူမမရဲ့စီးပွားတောင့်တင်းမှုကိုလည်းအားအကြကြီးချခဲ့မြဲမမကတော့ဖြင့်အလုပ်ကြိုးစားတဲ့လွမ်းအောင်ကိုများစွာအားကိုးရှာတယ်လိုအပ်သမျှပံ့ပိုးကူညီမှုပေးခဲ့တယ်ရှော့လွမ်းအောင်ဒါကမင်းအတွက်ပေါက်ဆုံးငါသားရှော့ဒါကမင်းစနေနင်းအတွက်ခင်ခင်လက်ဝဲပေးတာတဲ့အဝတ်စားတွေအဆဆရရမျက်နှာမငယ်စီရပါလိုအပ်သမျှပံ့ပိုးမှုကိုပေးပါတယ်လွမ်းအောင်ခီးသွားတဲ့ခိုက်အကွေတူတပွဲနင်းနင်းကိုကျူးဆိုင်တယ်မြမလေးမျက်နှာလည်းမကောင်းပါလားဟုတ်တယ်ကိုကြီးနင်လည်းရင်ထဲမှာမကောင်းဖြစ်နေလို့ဟာဒါဆိုနင်မမလက်ကိုခေါ်ပြီးဆရာဝန်ပြကြည့်ပါလားတခုခုတော့ထူးခြားနေပြီနဲ့တူတယ်ကွမလက်ကြီးနင်ညီမနေမကောင်းလို့တဲ့ဆယ်ဝန်ခေါ်ပြီးပြကြည့်လိုက်အောင်ကိုပွဲရုံဘက်ကိုတောင်းမယ်တိလားဟုတ်ကဲ့ကိုတော်မလက်ဖုန်းဆက်ပြီးဆယ်ဝန်ကိုခေါ်လိုက်မယ်မောင်မောင်နဲ့ခင်ခင်လက်တို့မှာတကယ်ဆွေသားရင်းချများတဲ့ဖွဲနင်းနေအတွက်အားကိုရတယ်လိုအပ်သမျှတစ်ချက်ကလေးများမျက်နှာမငယ်စီရသိပြီးလဲစိုးရိမ်မနေပါနဲ့မလက်ရေမလက်ညီမမှာကိုရင်ရှိစမှုပြုတ်အန်တာပါထူချာဘာယောက်ကမှမရှိဘူးအစာတောက်လေးတော့ကျူးဆိုင်ပေါ့ကွယ်ကဲမလက်ကိုသွားမယ်မင်းမကြခင်ဒူလီလာဒူးမလီလာရတော့မှာမင်းညီမမှာဘာယောက်ကမှမတွေ့ရပါဘူးကွာခင်ခင်လက်မှာအရင်ကထက်နင်းနင်းကိုပူပြီးကျူးဆိုင်လာတယ်အဆဆရရအမကြီးတပွဲအားကိုရတယ်နင်းရီစီလီတောက်လိုက်ပါအောင်နော်အစာနဲ့စီယာဝေးလွယ်မကောင်းဘူးတဲ့ဟုတ်ကဲ့ပါမမလက်အန်တီလေးမပီကလာခေါ်လာတယ်သမီးလေးအတန်ကြောင့်နင်းနင်းမြက်လှည့်ကြည့်မိရဲ့ဟမ်သမီးလေးလာပါအောင်အန်တီလေးစီရောနင်းနင်းမြက်ကခက်ခက်ချောက်ကိုဆွဲရပွေချလိုက်တယ်အန်တီလေးပိုက်ထဲမှာမောင်လေးရှိတယ်ဆိုဟုတ်လားဟမ်သမီးကဘလို့သိရလဲသိတာပေါ့အန်တီရဲ့မမေပြောနေကြတာသမီးကြားတာအန်တီသမီးအတွက်မောင်လေးပဲမွေးပေးရမယ်နော်ဒါပဲ
တက်လိုက်တာသမီးရဲ့အေးပါအန်တီလေးသမီးအတွက်မောင်လေးမွေးပေးပါမယ်ဒါနဲ့နေပါအောင်သမီးအန်တီပိုက်ထဲမှာမောင်လေးရှိတယ်ဆိုတာဘလို့သိတာလဲသမီးဘာသာသိနေရပေါ့အခန်းထဲကိုမမလက်ဝင်လာမှသမီးခက်ခက်နဲ့စကားပြောပြတ်သွားကြတယ်ဟဲမမေကသမီးပြောလို့လိုက်ရှာနေရသမီးကတီးရောက်နေအောင်အန်တီလေးကနေကောင်းတာမဟုတ်ဘူးကွရပါတယ်မမလက်ရေနင်းတောင်အပြင်းပြေပါသေးမမလက်ကိုပြောရအောင်မယ်ဘာများလဲနင်းနင်းမမလက်သမီးနင်းနင်းပိုက်ထဲမှာမောင်လေးရှိတယ်ပဲပြောနေဟင်ဟုတ်လားသမီးကဘလို့သိလဲခင်ခင်လက်ကအံ့အားသင့်စွာနဲ့သမီးငယ်ကိုကောက်ချပြီးမေးလိုက်တယ်သမီးဘာသာသိနေရမေမေရဲ့အန်တီလေးပိုက်ထဲမှာမောင်လေးပဲရှိနေတာသမီးသိသားပဲကလေးပါစက်နှစ်ဆောင်တယ်တဲ့ဖြစ်နိုင်တယ်နင်းရဲ့ဒါနဲ့နင်းကိုမမမေးရအောင်မယ်နင်းရဲ့ကိုဘယ်နှလားရပြီလဲလေးလာထဲမလက်အေးကျမရဲ့ကျူဆိုင်ဟိုတွေးတီတွေလုံနေနဲ့ကိုကအားရှိထားမှဖြစ်မှာလာသမီးအန်ဒီလေးလွတ်လွတ်လပ်နေပါစေကွယ်အခန်းထရလမ်းထွက်သွားတဲ့မမလက်နဲ့သမီးလေးခက်ခက်ချောငေးကြည့်ရနင်းကြောင်ဝမ်းနေဝမ်းသာဖြစ်မိရဲ့ဝမ်းသာတာကခင်ခင်လက်နဲ့ကိုကြီးမမောင်တို့ဟာဆွေမတော်သားမဆက်တကယ်ညီကိုမောင်နှမအရင်တပ်ပွဲအားကိုရတယ်လို့ဖေဖေနဲ့မမေတို့ရဲ့အစွန့်ပဲခံပေါ့ကိုတွေးမိပြန်တော့လဲကိုအားငယ်မိရအမယ်။အိုးငါကလည်းမိုက်ခဲမိရဟုတ်။ဒါလေးသာမွေးပြီးတော့ဖေဖေတို့ပြန်ဆက်သွယ်ရမယ်။ဖေဖေနဲ့မမေငါ့ကိုပြစ်ထားမှာမဟုတ်ပါဘူးလေ။တကူရဲဆိုတော့နင်းတောင်အတွေ့တွေကဟိုးရောက်တယောက်နဲ့အိမ်မူကိစ္စအလုပ်တွေကိုလည်းနင်းမှာကိုရင်ရှိတယ်ဆိုတာသိရနဲ့ဘာမှမလုပ်ခိုင်းတော့ပါတကယ်လူမတူးနဲ့သူမအောင်သားအရစ်တကြီးနဲ့ရှိနေကြတော့တယ်တမိဝမ်းထရဆင်းသက်ခဲ့တဲ့ညီကိုမောင်နှမတွေတောင်ဒီလောက်ကျူးဆိုင်မှာမဟုတ်စစ်တဲ့မောင်နဲ့ပတ်သက်ပြီးမှတည်ကျွမ်းခဲ့ရပေမဲ့ကိုမမောင်တို့ကိုစာမြင်ကြတဲ့ဟာနင်းနေရလဲကို့အကိုကြီးနဲ့အမရင်တပွဲခင်တွေ့မိရဲ့ကိုလန်းအောင်ကိုတငယ်ချင်းပီတာစွာနဲ့မန်နေဂျာရထုကိုပြီးခဲ့တဲ့ပြင်ခီးတစ်ခါပြန်လာတိုင်းပေါက်ဆူးစုငွေအနေနဲ့များတော့ပေးတာပဲလေအဲ့လိုမျိုးစိတ်ကောင်းစေနာကောင်းရှိလို့လဲစီးပွားရေးကသူများတကာနဲ့မတူအောင်တရရိပ်တက်နေချင်းဖြစ်လိမ့်မယ်ဟဲ့ညီမလေးဘာတွေးနေရလဲကွကိုမှလည်းမပေါ့မပါရင်နဲ့စိတ်မကောင်းစရာတွေမတွေးရအောင်နော်အော်မောင်လွမ်းအောင်တကူမရလို့ဒီနေ့ပြန်မလာနိုင်ဘူးတဲ့ဖုန်းဆက်တယ်အဲ့ဒါကိုကြီးလာပြောတာဟုတ်ကဲ့ကိုကြီးဖေဖေနဲ့မမေကိုတတိယလို့ပါအေးပေါ့လေမိဘလည်းစိတ်ဆိုးတုံးမို့ပါစိတ်ပြည့်တဲ့နေ့ပြန်ခေါ်မှာပေါ့တောင်းစုပ်ပလုံးစုပ်တာပြည်ရိုထုံးစံရှိရပါဒါဆိုသမီးဆိုတော့ပြည်ရိုထုံးစံမရှိပါဘူးကဲကိုတာနေကောင်းအောင်ကြိုးစားကြားလားမပိုက်ဟာကိုမမောင်ကသူမကိုမရည်ရင်အောင်တမင်စသားခြင်းမှာရေမာကြည်နုစွာနဲ့ဖြစ်မိပါတယ်မောင်ပြန်မြဖြစ်ဖို့ဆိုမှမအကြောင်းဟာကောင်းထဲဝင်လာတယ်မောင်ကစီးပွားရှာတော့အလွန်တော်တယ်စစ်ဆိုင်ရေးပြည့်ပြစ်တယ်ဖေဖေနဲ့မမေလည်းမောင်ဦးစီဦးဆောင်မှုကြောင့်မိုင်ဝေဆန်းဆက်ကမတည်သူမရှိလားအောင်နာမည်ကြီးခဲ့တယ်မောင်အနေနဲ့စွရင်စိတ်မချတာတခုမောင်ကအရန်ချမ်းသာချင်တာကိုမောင်နဲ့မခင်လက်တို့ကိုအားကြကြောင်းသူတို့လိုချမ်းသာချင်တာအမြဲပြောတယ်ရိုသားဖြောင်းမစွာစီးပွားရှာတာကိုတော့ဖြင့်သူမှလည်းအားတက်ပါတယ်သူများချမ်းသာတာကိုအားကြပြီးစီးပွားရေးဖြက်လန်းကလိုက်မိမှဖြင့်တွေးပူမိတယ်မောင်မကအားနေချက်တစ်ခုရှိတယ်လူပြောများတာကိုဘာညာရှိဝေးမစင်စားတဲ့ယုံလေလွန်းလာတယ်တွေ့ရင်မှကောင်းတဲ့နောက်ကြည့်လာလို့မျက်လုံးစုံမိပြီးစိတ်ကိုရှော့ချပလိုက်တယ်အားလုံးအစဉ်ပြေနေချိန်မှာပဲမမေရနင်းကိုဝင်6လပြည့်ချိန်မှာပဲပြဿနာကစတင်ခဲ့တယ်မောင်ဦးစီးတဲ့ဝေစွန်းစီဆက်ပိုင်းကနဲ့တရားဥပဒေနဲ့ညီစွန်းတဲ့ကုံတွေနဲ့အတူအဖမ်းခံရတော့တယ်ကြားစာတော့ကိုကြီးမောင်တို့မိသားစုရောသူမှပါတိတ်မြုံချင်းကြရန်ကုန်အင်းစိန်ဌာနချုပ်ကအကြောင်းကြားတာကြောင့်ကိုကြီးမောင်ရောမခင်လက်ပါယုံလိုက်ရတယ်ဝေယုံပိုင်ရှင်ဖြစ်တဲ့ကိုမောင်အဖမ်းခံရတဲ့ပြင်ကား2စီးလုံးပါအသိမ်းခံခဲ့ရတယ်ဒီသတင်းဆိုကြီးဟာမိထီလာတစ်မျိုးလုံးပြန့်နှံ့သွားတာနဲ့မျှအောင်မြင်တဲ့ဝေတွန်းစီစက်ရုံအတွက်နာမည်ဆိုအမဲဆက်ကြီးဖြစ်ပြီးအများငေးမော်စရာဖြစ်တော့တယ်အင်းစိန်ရုံတော်ကြီးမှာအမိုးစစ်တော့ကိုကြီးမောင်ကသူ့လုံးဝမတိကြောင်ထွက်ဆိုခဲ့တယ်လွမ်းအောင်ကသူ့မှာဒ
ဒီကိစ္စနဲ့အပြစ်ရှိကြောင်းဝန်ခံခဲ့တယ်ကိုမမောင်ဖို့အမှုကြီးမှာကွင်လွန်ကျွတ်ခဲ့ပေမဲ့လေတမျိုးသားလုံးကိုလူညွန့်တုံးစီမဲ့မွေးရည်စီပါနဲ့အတူပြစ်မှုထင်ရှားနေတဲ့လွမ်းအောင်မှာတော့ထောင်တန်း26နှစ်ကြာခံခဲ့ရတယ်ကိုဝန်အရက်မာကြီးနဲ့နင်းနေမှာအာကိုရမဲခဲ့ရတယ်လို့ကိုမမောင်နဲ့မမခင်လက်တို့ရဲ့အပြစ်တင်ပြောစကားတွေကလည်းနားနဲ့မဆက်အောင်ခံခဲ့ရတယ်နင်းတို့ကဲတင်ခဲ့တာပါငါအမားပဲနင်တို့လူမဟုတ်ခွေးတွေမတခင်လောက်ပြန်ကြိုက်တာပေါ့ငါစီဒနာတွေကိုစော့ကားတာပဲကိုကြီးရဲ့ဒီလောက်တော့လည်းမပြောပါနဲ့မောင်ကအများသွေးဆောင်ခဲ့လို့လောက်တာနေမှာပါသူမခင်မုန်းဖြစ်သူစီကကာကွယ်ပြီးပြောခဲ့တယ်ဟေးဘသူပါပြောကာယကံရှင်ပါမှဖြစ်တာနားလေလားမိနေအဲ့ဒီချိန်ကလေးမမေကမန်းလေးကိုပြန်ခဲ့တယ်မမေကိုဘိုးတို့ကဖဖေနဲ့လုံးဝအဆက်အသွယ်မလုပ်ရဘူးဆိုတဲ့ဂတိစကားနဲ့ပြန်ပြီးလက်ခံခဲ့တယ်လေနောက်ပြီးမမေကဖဖေတသက်ကြာကတရားခံဖြစ်ရတယ်ဆိုပြီးမမရဲ့ဖဖေနဲ့မမေကိုစိတ်နာခဲ့တယ်မုန်းတီးခဲ့တယ်လေမမတွေ့လို့ရပြီမမမေလိုပဲဖဖေနဲ့မမေကလည်းတသက်လုံးကတီတီကြီးကြီးရှိခဲ့တဲ့သူတို့ကုံတိတ်ခါနဲ့အရှက်ကကြိတ်ခိုက်တယ်ဆိုပြီးလွမ်းအောင်နဲ့နင်းနေမြတ်တို့ဆိုနမေတူတော်မကြားချင်ဘူးတဲ့အဲ့လောက်ထိစိတ်နာခဲ့တာပါမောင်ရဲ့ဘိုးတော်အတွေးတွေကပြက်ပြက်တသားမြင်လာကြချိန်မှာတော့မောင်နဲ့သူမတို့ဟာဘဝအကျဉ်းလင်များဖြစ်ခဲ့ရပြီလေအောင်မမခက်ကိုမခွဲနိုင်ပါထို့အတူမမခက်လည်းမောင်ကိုမခွဲနိုင်ဘဝကံကြမှာဆက်စရာကမောင်နဲ့သူမတို့နှစ်ဦးရဲ့ဘဝကိုကြိုးဆွဲထိန်ကန်ကပြခဲ့ချေပြီးတကားနှစ်ဦးသားတွေ့ရနေမှဆိုရင်6ရက်မြောက်တဲ့နေ့မှာချစ်သူဘွားလျှောက်သားအောင်နိုင်ခက်တို့ခမများမှာတော့သမီးစာဘွား14ရက်အတွင်းမှာပဲအကျဉ်းလင်များဖြစ်သွားခဲ့ရတော့တယ်တိတ်တိုက်ဆိုင်တာပဲမမရဲ့ဘာဖြစ်လို့လဲဒီနေ့မောင်အသက်22နှစ်ပြည့်တဲ့နေ့ပဲမမရဲ့ပြီးတော့မမနဲ့မောင်စားတွေ့တာလေဒီနေ့နဲ့ဆို22ရက်ပြည့်တဲ့နေ့ပဲမမရဲ့ဟင်ဟုတ်လားမမတော့သတိမထားမိဘူးမမခက်နဲ့ပတ်သက်သမျှအောက်နှလုံးသားအမတ်ရနေတာပါသူမမောင်ရှင်ခွင်ထက်မှကောင်းလေးဝက်ပြီးနေမိပါတယ်တူဒီတော့သမီးလေးမို့မိဘတွေကမပြစ်ပယ်နိုင်ကြမမခက်နဲ့အောင်ကမမခက်မိဘတွေကပြန်ခေါ်ကြတယ်ဗဟန်ရှိမမတို့ဖဖေအိမ်တချမ်းကြော်မှာပဲအောင်နဲ့မမခက်အတွက်တိုက်ကလေးတစ်လုံးစီစဉ်ပေးခဲ့တယ်တော်ခင်လက်ကအလိုက်အထိုင်အောက်အပေါ်ရှိပေမဲ့လေဦးမမောင်ကတော့ဖြင့်စကားပင်မပြောသမီးကိုပင်စကားမပြောတော့အောင်ဆိုရင်တော့ဝေလာဝေးပဲပေါ့ဖဖေနောက်ကျစိတ်ဆိုးပြေသွားမှာပါမောင်ပါမအားငင်နေနော်ကြားလားအဖေစကားပြောလာတယ်မမခက်ဘာပြင်နုနုလေးကိုကျင်နာညနိုးစွာနဲ့ငုံနှမ်းလိုက်တယ်မောင်မမခက်ရဲ့ကွယ်မောင်ရဲ့ခင်မရဆုံးတော့တငယ်ချင်းပွားရင်နဲ့ဝါတုတ်တော်တော့ဖြင့်ဝမ်းသာလို့အားပေးကြရှာတယ်မေမသားကြီးတည်သွားပြီလားမမေလုံးဝမသိသေးဘူးဝါတုတ်ဖိုးတို့လည်းမသိသေးဘူးတီးလို့လည်းဖြစ်မှာမဟုတ်သေးပါဘူးကွာငါကတော့စမွေပြီးမှအတိပေးမယ်လို့စိတ်ကူးထားတာပဲအေးပေါ့ကွာဘာတက်နိုင်မှလဲအောင်ရဖြစ်ပြီးမှတော့တင်းကျွလို့မင်းပွိုင်းငါ့ကိုလာကြတော့ရင်ငါဆုံးမနားချလိုက်ပါမယ်ဟုတ်လားဘာရဲပါတော့မင်းကတော့ရှာနေတာဟုတ်လားဘာလဲရေနံစီအောင်မလို့လားချွီမင်းအသားနေစမ်းပါပွားကြီးဟာနေရတကပါတယ်တငယ်ချင်းညောက်ကအပြော့ပြက်သဘောနဲ့ခါတိုင်းလိုသူပျော်ရွှင်အောင်နှောက်နေပေမဲ့လေအောင်တယောက်မှဖြင့်ဘလို့မှမပျော်ရွှင်နိုင်ရှာမမခါကမဟာသိပ္ပံတက်နေသူဆိုတော့အေးဆေးဆေးနေလို့ရသေးရဲ့အောင်ကတော့ဖြင့်စံမွဲဖြစ်ဖို့ရပ်ပိုင်းမြပြင်လိုတော့တယ်အောင်တယောက်ဝါတုတ်တုတ်နဲ့အတူပြင်းပဆောင်တစ်ခုမှသွားနေမယ်လို့မမကတစ်ချက်လောက်အမိန့်တော်ချတယ်အောင်မမခက်အပါမခွာချင်းလာပေမဲ့လေမမခက်ကတော့ဖြင့်လုံးဝခွင့်မပြုရှာမမပြောတာနားထောင်ပါမောင်ရဲ့မောင်မမနားမှာကတ်နေလို့မောင်လည်းစားကြက်လို့ရမှာမဟုတ်ဘူးအဲဒါကြောင့်မမစီစဉ်တာပါကွာဒါမှမောင်စာမွဲကိုစိတ်ဖြောင်းဖြောင်းနဲ့ဖြည့်ဆို့နိုင်မှာစာမွဲပြီးတော့မမကိုယ်တိုင်လောက်ခေါ်မယ်နော်ဟုတ်လားမောင်မပြောရွှေနိုင်တဲ့မမခက်များသူစိတ်ချမ်းသာအောင်ချုံမော့ကပြောနေရှာတယ်မမခက်လည်းဘယ်ခွဲချင်ပါမလဲလေသူ့အဆောင်မှာသွားနေဖို့အတွက်အဆက်စရရပြင်ဆင်ပေးနေတာမမခက်ကိုကြည့်ပြီးရင်မာတစ်စစ်စောကြီးဖြစ်နေရှာတယ်ဒါမောင်ဖို့မမကိုယ်တိုင်ထိုးထားတဲ့ဆွဲတာလေး
ညာအားကြီးအေးရေးပြတ်မခံနဲ့ကြားလားမောင်အေးလည်းမမိစေနဲ့နော်ဒါရင်းတော့မောင်တီအိုရီဖြေမပြီးမချင်းမောင်လည်းမလာရအောင်မမလည်းမလာဘူးကွာစားထဲမှာပဲစိတ်နစ်ထားလိုက်ပါမမမောင်တကယ်ချစ်တယ်ဆိုရင်ဖြင့်တင်းနေနဲ့ပဲဆာမွဲကိုအောင်မြင်အောင်ဖြေးလိုက်နော်မောင်နဲ့မမခဏလေးခွဲနေရတာပဲကွာမဟုတ်လားမမရဲ့စကားတွေကိုကောင်းတာညှိပြမြဲအသက်မပါလေသလားသိနေတယ်အောင်တော့ဘွားရဲ့ထွက်ပေါက်မှုဆာမွဲကလည်းမဖြစ်လို့မဖြစ်ပွဲတစ်ခုခုတော့ပိုင်ဆိုင်ခြင်းတည်းမမခက်ကိုခွဲဖို့ကြပြန်တော့လေစိတ်ထဲမှာမခွဲချင်းစိတ်ကိုအနန္တထိမ့်ပြီးဆုံးဖြတ်ချရမှအနှဲငယ်ဖြစ်သွားတယ်။အိုးဆာမွဲဖြစ်ချင်းကလေးခွဲရတာပဲဟာမမကိုတရိယာမိတဲ့အချိန်တွေကသူ့စာကိုဖိကျက်နေမိရဲ့မမစန္ဒာပြေးရဖို့တာသူ့အတွက်အထက်ကပဲလေမောင်ဆာမွဲကိုစူးစမ်းဖြစ်မှာပါမမရဲ့အဲ့ဒါမမမောင်သိချစ်လို့မမစန္ဒာဖြည့်စွမ်းတာပါမမတယောက်သိမှာပါလေမလာဘူးလို့ကြွေးကြော်ထားခဲ့တဲ့မမတယောက်9ရက်မြောက်တဲ့နေ့မှာပဲသူ့စီရောက်လာခဲ့တယ်မမရဲ့အကြည့်တွေကိုသူရင်ခုန်မိရဲ့လွမ်းစွတ်တန်းတမှုများတဲ့အကြည့်မျက်စိအောက်ကသူ့အပြတ်မခံနိုင်တဲ့အကြည့်မျိုးပေါ့သိရပါမမရဲ့တယောက်နဲ့တယောက်မျက်စိအောက်ကအပြတ်မခံနိုင်အသေးနဲ့မတက်ချစ်ခဲ့ကြတာပဲဟာမောင်ကတော့ဖြစ်တယ်မမပြန်မလာနဲ့ဆိုမလားကောင်မလေးတယောက်ရှစ်ရှက်ပါတယ်ဟေးပြက်လည်းမပြက်နိုင်ပဲနဲ့များကွာဒီတော့ကသူကပင်စားခဲ့သေးမမရဲ့ရှက်မျက်နှာလေးမှာတော့နေစရာမရှိပါအောင်စားလိုက်ခြင်းမှာတကယ်တော့ယောက်ျားလေးဖြစ်သူတော်မှလွမ်းခဲ့ရသေးရပဲမမလိုမင်းကလေးဖို့ပိုးလို့တောင်လမ်းမှာကိုချင်းစာမိရဲ့မမခက်တယောက်အင်ဒရီမစနိုင်တော့ပဲမောင်ကိုဖက်ပြီးငိုတော့တယ်ဟုတ်တယ်မောင်မမောင်မပြတ်နိုင်ပါမောင်ရဲ့တန်ရောစင်ဆိုတာຫນွေတပင်ညက်တပင်ဆိုလဲအကောင်းသားပဲမောင်မလေးမောင်အမြဲတမ်းပဲတရိယာနေမှာပါကွာမမောင်နဲ့ခွဲပြီးမနစ်တော့ကွာမရဲ့မောင်ရဲ့သူ့ရင်ခွင်ထက်မှတသိမ့်သိမ့်ငိုရှိုက်ရင်ပြောနေရှာတယ်မငိုတာကိုကြည့်ရသူရင်မှာခြေခိုက်ကြေခွဲစွာနဲ့ခံစားရတယ်မစစ်စင်နဲ့စစ်လန်းပဲလေလို့ပြောလိုက်ချင်ပေမဲ့လေစစ်တဲ့မငိုနေတာကိုကြည့်ပြီးတနာကဒီထက်ပိုပြီးမဆရတော့ပါသူမအောက်ရင်ခွင်ကျဲမှာငိုရှိုက်နေရင်ကမျက်နှာခွာပြီးမောင်မျက်နှာကိုတော့အကြီးကြည့်ပြန်တယ်မဘယ်လိုပြဿနာကြုံတွေ့နေရတယ်ဆိုတာအဲ့ဒီချိန်ကလေးကအောင်တိထားသိမ့်ခဲ့ပါရဲ့လေစစ်တဲ့စိတ်ကကြီးစိုးနေတဲ့အောင်မှာအရာအလုံးကိုအတိတ်ပဲမဲ့တတ်မှတ်ခဲ့တယ်မပြောတာမောင်တေချာနားထောင်နော်အောင်ကိုကြောပြီးကပြောနေတဲ့သူမအတန်ကငိုရှိုက်တန်ကိုတိတာစွာထိန်းချုပ်နေရဟန်တူတယ်ပြောလေမပြောတာမောင်အတက်နိုင်ဆုံးလိုက်နာပါမယ်ဘလို့ပြဿနာနဲ့ကြုံတွေ့ပါစေကိုယောက်ျားတယောက်ပဲဆိုတဲ့မာနအမြင်မွေးပါနော်မောင်အတိတ်ပဲဆိုလို့ချက်ကိုသူဝေခွဲမရဖြစ်ခဲ့ရတယ်ကဲမောင်စာကြည့်ချင်နေလင့်ကုန်ပြီမသွားတော့မယ်မောင်စာမဲကိုသာစူးစမ်းဖြေပါကွယ်ကောင်းတော့ခွဲခါခြင်းပဲမောင်သွားမယ်နော်ပြေးထွက်သွားတယ်မကိုတရီလက်ဖြစ်ကမင်းတက်မိရဲ့ရဲ့ဆိုလို့ချက်အတိတ်ပဲတွေကိုကိုဘာသာအတိတ်ပဲဖော်ကြည့်နေမိခဲ့တာပါနေမင်းကြီးရဲ့အရှိန်ဝါကျဆင်းတဲ့နေ့မှာကောင်းကင်မကြီးမလေးနဲ့အစဉ်အုံမိုင်းနေတဲ့နေ့တွေတိမ်တောင်တို့ငိုကြွေးနေတဲ့နေ့တွေခရီးစပယ်စားတဲ့လမ်းလေးတွေအောင်ပွဲခံရတဲ့အဲ့ဒီနေ့များစွာတွေကိုလူတွေကမိုးဥတုမိုးရသည်လို့ခေါ်တွင်ကြတယ်ရင်ထဲမှာဆွဆွထိုင်မှန်တဲ့နေ့ရက်တွေမျက်နှာပြင်စီကပူနေတဲ့မြေစီချောင်းနဲ့သမုတ်တရားနဲ့ပတ်သက်ပြီးတွေးပြရတဲ့နေ့ခံစားမှုတွေအကျိတ်ခဲဖြစ်တည်တဲ့နေ့တွေကိုတော့တင်းတို့ဘယ်လိုမှသမုတ်ကြလိမ့်မလဲခံစားတဲ့ဝေဒနာတွေကိုညှို့သိပ်ပြီးပြက်ကလေးပေါ်ရက်လေးတွေကိုတသက်ထင်ရလောက်အောင်သူစောင့်စားခဲ့ရတယ်ဒီနေ့အောင်စမွဲကိုချောမကောင်းမွန်စွာနဲ့ဖြည့်ဆို့ပြီးထွက်လာအဆောင်ဝါရောက်ချစ်တယ်မကိုမတွေ့ရသေးပါစမွဲပြချင်းသူမကိုယ်တိုင်လာကြုံမယ်လို့ကတိပေးထားခဲ့တယ်ဘာလို့ရောက်မလာတာလဲနေမြန်မကောင်းလို့လားဘာတို့ကသူ့စိတ်မရှိနိုင်စွာနဲ့တတိပေးလာပါတယ်လာပါအောင်ရအဆောင်ကပဲသွားဆောင်ကြတာပေါ့မင်းမခန့်အဆောင်ကိုလိုက်လာပါလိမ့်မယ်တော်ပြီဘာတော့ရအဆောင်ငါမလိုက်တော့ငါအိုးစားရင်နောက်မှပဲလာယူမယ်ငါမလွမ်းလာပြီအိမ်ကိုပဲပြန်တော့မယ်ဒါငါ့ကိုတသက်မဲစတာကွအောင်တယောက်ပြိုင်စပိန်ကိုအိမ်ရှိရအားကုန်နင်းကထွက်လာခဲ့တယ်သူဖြစ်ကိုမူရခတ်တဲ့ဝါတုတ်တယောက်မှဖြစ်ပတ်ဆက်အဟောင်းသားဟာပြီး
တဖြည်းဖြည်းဝေးကြံခဲ့တယ်။အောင်ရင်ထဲမှာတစ်ခုပဲတည်ရဲ့မမကိုလွမ်းလာပြီ။အောင်ပထမဆုံးမြင်တွေ့လိုက်ရတာကတော့တော့ပိတ်ထားတယ်မမခဲအိမ်ကြီးပါ။တော့ခေါက်ကြီးကိုအောင်ငေးချောင်စွာရက်ကြည့်နေချိန်မှာပဲသူတို့အိမ်ရှိအိမ်မှာမိမိုင်းကထွက်လာပြီးစားအိတ်လေးထုတ်ပေးလာတယ်။ရော့မောင်ရင်သူတို့ဒီမှာမရှိကြတော့ဘူး။ဘယ်ကိုသွားကြမလဲ။ဘာမှမပြောသွားကြအောင်။မအောင်ပြန်လာရင်သာဒီစားလေးပေးပေးပါလို့ခက်ခက်မှာသွားရှာတယ်။အောင်တောင်ဘာမှနားမလည်နိုင်တော့အတော်ကြီးပေးလာတယ်စားအိတ်လေးကိုသာတုံရင်တဲ့လက်အစုံနဲ့ဖွင့်ဖောက်လိုက်မိတော့တယ်။ဝေနာတစ်ခုဟာစားအိတ်လေးဖွင့်ဖောက်ဆဲချိန်မှာပဲခံစားနေရပြီ။ရင်မာပြောင်းဆန်ဝုံတိုင်းကျင်းနေတယ်။တုံရင်နေတဲ့လက်အစုံကတဆက်ဆက်တုံနေတယ်။မျောလင့်မိတာကတခြားဖြစ်လာတာကတခြားလောကကြီးကဘာဖြစ်ကုန်ပြီလဲ။သူစမွဲတပ်ဖြစ်တဲ့ရက်ကလေးမှပဲဘလို့ပြောင်းလဲမှုတွေဖြစ်ပေါ်ကုန်ပြီလဲ။စွန့်ရင်စိတ်များစွာနဲ့စာကိုဖွင့်ဖက်လိုက်တယ်။မမရဲ့လက်ရည်ဝမ်းဝိုင်းလေးတွေကသူ့ကိုစီးကြုံနေရှာတယ်။ချစ်ရတဲ့မောင်မင်းမေတို့အိမ်ကိုလာသွားတယ်။မမတို့မိသားစုမင်းမေတော်နေနေမြတ်ကရစရာမရှိအောင်ပြောသွားတယ်။မမဆိုတဲ့သမီးမကြောင့်မမမိဘတွေကြားအရှက်ရခဲ့ကြတယ်။ဒါပေမဲ့တို့ဘကရင်ကျေးပါတယ်ကွယ်။အနာဂတ်တစ်ခုအစိမ့်သက်သက်ကြီးမခွဲရလို့မေ့စေးပေးပြီးခွဲရတယ်ဆိုတာမင်းသဘောပေါက်ပါမမမင်းကိုမေ့လိုက်ပြီမင်းလည်းမမမုံမေ့လိုက်ပါတော့တစ်ချိန်ကမမခက်ခက်ချောတဆက်ဆက်တုံရင်နေတယ်လက်ချောင်းတွေကလည်းလို့ဖျို့ဖျဲနဲ့မွားစာကျင်းနေပစ္စည်းအလဲမှာအောင်ကြောက်ရွံ့ကြီးတယောက်လိုရှက်နေမိစေမမရိတ်ခဲတဲ့စာသားလေးကိုသာထပ်တယ်လဲဖတ်နေမိရဲ့သူနဲ့မမခိုးပြေးချိန်ကာလကမမပြောခဲ့စကားတန်လေးတွေဟာနှလုံးသားအိမ်ထဲကိုပဲ့တင်ထက်ရိုက်လာကြပြန်တယ်။မောင်မိဘတွေနဲ့မမမိဘတွေကရှိတ်စပီယာဝတ္ထုတွေကမွန်ကေကူနဲ့ကပ်ပြူလက်တို့လိုဖြစ်နေကြရပေါ့နော်။မောင်နဲ့မမကြတော့ရိုမီယိုနဲ့ဂျူလီယက်လေ။အဲ့ဒါကြောင့်လဲစနေရဆူရဲ့လောကပ်ပြူလက်မင်းသမီးလေးကိုခုလိုခိုးပြရပါမမကြီး။အော်ခုကလည်းလောကပ်ပြူလက်မင်းသမီးလေးမုံမေးလိုက်ပါတော့တယ်လေ။အဲ့လိုဘာဖြစ်လို့များလွယ်လွယ်လေးနဲ့မိခိုင်မုံခိုင်းရတာလေမမရေပူနွေတဲ့မြေတွေကဘားပြင်တစ်ဖက်မှာဆွတ်ဆိုးစွာနဲ့စီးကြလာတယ်သူမတုံမီသူ့ကိုယောက်ျားကြီးတမ်းမဲ့အသေးနူတယ်လို့ဆိုချင်းဆိုချပ်စေတော့မမနဲ့ပတ်သက်လာမယ်ဆိုရင်သူနှလုံးသားတွေကနှုတ်နေနေမှအမှန်ပြန်စင်စားကြည့်တော့အောင်တရေမြင်လာတယ်အောင်စမွေးဖြေကနေမှမမသူ့စီရောက်လာခဲ့တယ်သူပြန်လဲတန်းတမြင်ရမိပါတဲ့မမရေမမလေးမောင်အမြဲတည်းရနေမှာပါမမမောင်နဲ့ခွဲပြီးမနေတော့မောင်ရင်ဘလို့ပြဿနာမျိုးပဲကြုံလာပါစေကိုယောက်ျားတယောက်ဆိုတဲ့တတိယအမြဲပွေးပါနော်မောင်အောင်ကိုဖတ်ပြီးအောင်ရင်ခွင်ထက်ကမမတယောက်ရှက်ကြီးတငယ်ငိုခဲ့တယ်ဟုတ်တယ်မမမောင်မပြတ်နိုင်ဘူးမောင်ရင်တရားစင်ဆိုတာဟာနှွေတပင်မြက်တပင်ဆိုရင်လေကောင်းသားပဲနော်ဟုတ်ပါတယ်အဲ့ဒီတော့ကမမတို့ကိုလာပြီးနှုတ်ဆက်တာပဲဖြစ်မှာပါ။သူတရားစင်မပြတ်နိုင်လို့သာငါ့ကိုလာပြီးနှုတ်ဆက်တာပေါ့။တောင်းငါဘာလို့မသိခဲ့ရတာလဲ။ဖြစ်ရလေမမရေဒီတော့ကချစ်သူရဲ့မျက်ဝန်းကိုအတိတ်ပဲမဖော်မိမိကိုယ်အပြစ်တင်မဆုံးဖြစ်မိရဲ့။ရေကြုံမြလည်းဖြစ်ခဲ့မိရဲ့။မမနှုတ်ဖျားကနောက်ဆက်စကားတွေကိုသူဘာလို့များအတိတ်ပဲမဖော်ခဲ့ရတာလဲကွယ်။တစ်စက်ထဲမှာပဲအောင်သူ့စိတ်ကိုသူရတိပြတ်ဆုံးဖြတ်လိုက်တယ်။ပျောက်တော့သူရှိုင်းတွေ့မှာပါကဘာမြေကြီးကမောင်မမပေါ်ထားတဲ့တရားစင်ထုနဲ့ဆိုင်ကျင်းချင်းလေးပါမမရေမြေဆုံးစီတော့မမမတွေ့တော့ရှားပါမယ်အမောင်ရိတ်ထဲကသူ့အခန်းစီလန်းလာနေတဲ့လူရိတ်နှစ်ခုကိုတွေ့လိုက်ရတယ်ဘွားကြီးနဲ့ဝါတုတ်တို့ပဲနေမှာလို့သူထင်လိုက်တယ်သူ့အထင်မှားသွားတယ်မမေနဲ့ဖိုးဖိုးတို့ကဲဒါးလိမ်မကြီးမမေတို့နဲ့မန်းလေးကိုသာပြန်လိုက်ခဲ့ပြီးတော့အဝတ်အစားတွေပြင်းအောင်တရားမမေစကားဘာမှခွင်းတောက်မပြန်မိမမရဲ့ကိုယ်ပွားပစ္စည်းလေးကိုသာလိုက်လံကောက်ယူသိမ်းစီးနေမိရဲ့ငါသားလိမ့်မပါတယ်ကွယ်ဒါစဉ်းစားကြည့်လေဒါနဲ့ဒီမိန်းကလေးကဘလို့မှမဖြစ်နိုင်တော့ဘူးလေဒါရဲ့အောင်ကောင်းကိုဖြင်းညင်းစွာခါရမ်းလိုက်မိရဲ့သူဆုံးဖြတ်ချက်နဲ့တူမိခင်နဲ့ဖိုးဖိုးတို့သူကြောလိုက်တယ်စောက်တရားမရဖြစ်နေတဲ့ရင်ကဝေဒနာကိုယ့်ဘာသာအသိဆုံးပါလေမမေတားကိုခွင့်လွတ်ပါမမေမမဘယ်လိုမှတားမခွဲနိုင်ဘူးဒီလိုပဲမ
မလည်းတားကိုခွဲနိုင်မှာမဟုတ်ပါဘူးမေမမကိုတားလိုက်ရှာမယ်။အိုးအတိတ်ပဲမရှိတာ။အော်မဖြစ်ဘူး။အိုးငါခွင့်မပြုတ်နိုင်အောင်နော်။အော်အနေနဲ့လေဆုံးဖြတ်ချက်ကိုဘလို့မှမပြင်နိုင်ပါ။မေကိုချင်းစာပါမေ။ဖေနဲ့မေလည်းဖိုးတို့သဘောမတူတဲ့ကြားခိုးပြေးကြတာပဲမဟုတ်လားမေ။အမေမိဘအများခွင့်တုံပြန်လို့ကဲဟာအော်တော်နေမြန်စိတ်တူလာကအောင်ဘာပြင်ကိုရိုက်ချလိုက်တယ်။ဖိုးကသူ့ဘက်ကနေပြီးမမေကိုစူပါလေးတော့တယ်။ဟဲ့မင်းနေမြန်ငါမျိုးနင်းပါလို့ဒီလိုရိုက်ရတာလေ။ပါဇက်ကပြောပါလား။အောင်တက်ကတော့ခုချိန်မှာတကြမင်းကြီးစင်တာလဲဆုံးဖြတ်ချက်ကိုတော့အပြတ်မခံနိုင်။မမေဖေနဲ့ခွဲရတုံးကရောဘလို့ခံစားရလဲ။ကိုချင်းစာကြည်စမ်းပါမေဒါနဲ့မခက်အခုလိုခံစားနေကြရတာကိုမမေတော့တကယ်ပဲစိတ်ချမ်းသာနိုင်ပါရဲ့လားမမေကဘာမှမပြောဘဲငြိမ်သက်နေအောင်မိဘကိုခွင့်တုံပြန်နေခြင်းမဟုတ်ပြစ်တင်တာတွေကိုတရားနီလန်းကြစွာသူပြန်ဖြေရှင်းပါတော့မယ်တောက်ဖူရဲ့ရှေ့မှာမေခွန်းတစ်ခုမေးခွင့်ပြုတ်ပါမမေတောက်မညာပဲအမှန်တိုင်းဖြေပေးနော်မမေအနေနဲ့တန်ရောစင်ကြီးတစ်ခုအလွယ်တကူဖြစ်နိုင်ပါရဲ့လားမမေခုဒါတော့ကိစ္စမှာဖေကိုကျွန်တော်တွေ့ပြစီဖေပဲမှရှိနေတယ်လဲဆိုတာမမေအသိဆုံးပါမမေတော်နေမြတ်တယောက်တိတ်လန့်တုံလောက်သွားမိတယ်သူမမျက်ဝန်းမှာမျက်ရည်စတွေရှမ်းကျလာတယ်နောက်ဖိုးကိုဖက်ကရှိုက်ကြီးတငင်ငိုနေရှာပါတော့တယ်သမီးဝှက်လဲပြီဖေသမီးတကယ်ဝှက်လဲပါပြီသမီးကိုခွင့်လွတ်ပါဖေအောင်အနေနဲ့လဲဖေကိုမြင်ဖူးချင်ပါပြီဖေနဲ့မမေအဆက်အသွယ်မပြတ်ခဲ့ပါဘူးတားတာမတိဟန်ဆောင်ခဲ့ပါတယ်ဖေကိုတားတွေ့ပြစီမမေအောင်ရဲ့စကားကြောင့်ဘိုးဖြစ်သူအတော်ပင်အံ့ဩသွားရှာတယ်အလိုဖျားသမီးရဲ့မိုင်းလာကြည်လားခွဲဘာလို့များခုလိုထိမ့်ဝက်ထားခဲ့ရလဲဖေလည်းတရားနဲ့အရွယ်ရောက်နေပြီပဲသမီးရဲ့မောင်လွန်းအောင်ကိုပြန်ခေါ်ပါငါမြေလေးမိဆုံဖဆုံနဲ့စိတ်ချမ်းသာပါစေကွယ်ဖေတို့မောင်လွန်းအောင်စီသွားကြစို့အခုသူ့ဘယ်မှာလဲသမီးကိုခွင့်လွတ်ပါဖေကိုလွန်းအောင်ထောင်ကလွတ်တာရှင်နှစ်လောက်ရှိပါပြီဖေသူအခုရန်ကုန်ကပြင်းအောင်ပွဲရုံမှာအောင်ထက်စံပွဲရုံကိုထောင်ထားပါတယ်ငါသမီးလည်းတန်ရောက်စင်ကြီးကိုဖြတ်နိုင်ခဲ့တာမှမဟုတ်ပဲကွယ်ဦးလန့်အောင်ရှိရာပြင်းအောင်ပွဲရုံကိုအသွားမှာတော့အောင်တို့နဲ့အတူပွားရင်းနဲ့ဝတုတ်တုတ်ပါလာကြတယ်ငါအော်ရဲ့မမေကိုအပြူကြီးထင်နေရလက်ဆက်တော်အန်ဒီကချစ်သူတွေဘာတွင်းနေပါလားဟာဒါတော့ကွာတီးချိန်တန်တီးပွင့်ချိန်တန်ပွင့်ပွားချိန်တန်ပွားဆိုသူတို့ပေါ့ဒီအရွယ်တီးရွယ်လေးတွေလှုပ်တာတော့မှရဲတက်တဲ့အရွယ်ပဲလူကြီးမှန်းပါမှန်းမစင်စားတဲ့ရှင်နှနောက်ကောင်အောင်ဘိုးကကားနောက်ခန်းတွေကမျက်မှောင်ကျုပ်ကကြည်နေမြဲပြင်းအောင်ပွဲရုံရှိအောင်ထက်စံပွဲရုံရောက်မှာတော့ဝမ်းသာအံ့ဩနေတဲ့ဦးလန်းအောင်ကိုတွေ့ရတယ်ဟင်နေမြတ်ဖေလဲပါလာတယ်ဟာတာရောက်ပါလားဟင်အဲ့ဒါရှင်သားလေးလေးကိုလွန်းအောင်သားလေးဖေဦးလန်းအောင်ကအောင်ကိုတင်းကျပ်စွာဖတ်တိုင်းမှမျက်ရည်တွေစီးကြလာတယ်သားရဲ့ဒီတသက်ဖေသားကိုမတွေ့ရတော့သားနဲ့အတူမနေရတော့ဘူးလို့ထင်ထားခဲ့တာခုတော့ဖေဝမ်းတာလိုက်တာသားလေးရဲ့အောင်ကလည်းဖေကိုဖတ်တိုင်းကမျက်ရည်တွေစီးကြလာခဲ့တယ်ဝမ်းတာချင်းထိမ်မှန်ဖြစ်စီးကြလာတဲ့မျက်ရည်များပါဒီနောက်မှာတော့ဖိုးဖေကကြော်လိုက်တယ်ဒါတွေအားလုံးကကျွန်တော်အမားတွေပါဖေကိုကျွန်တော်ကြော့ပါတယ်ကျွန်တော်ခွင့်လွတ်ပါဖေမထားတဲ့နဲ့မနာကြတယ်ပေါ့မောင်လွန်းအောင်ရငါအမားလည်းပါခဲ့တယ်ငါမနာထားခဲ့မိလို့သာမင်းတို့မိသားစုခုလိုတကွဲတပြားဖြစ်ရတာပေါ့ခုတော့ငါလည်းအရွယ်ရလာခဲ့ပါပြီမောင်လွန်းရငါတို့အားလုံးသင်ခန်းစာယူကြပြီမောင်လွန်းမာနာတွေအာဃာတတွေကမထားတဲ့တော့လေမင်းတို့ကြောင့်သားသမီးတွေမှာသင်ခန်းစာစိတ်ဆင်းရဲရခဲ့တာတွေအားလုံးဘဝသင်ခန်းစာယူတင်ကြပြီလို့ငါထင်တယ်ခုလည်းမင်းတို့မိပါတယ်မာနာတွေအာဃာတတွေထားကြပြန်တော့ငါမြင်လေးရစိတ်ဆင်းရဲနေရပြီသမီးရဲ့နင်လည်းကိုနဲ့ရှင်မီ
ကိုချင်းစာကြည့်ပါဖိုးဖိုးကဖေဖေကိုအောင်နဲ့မမခက်တို့အကြောင်းကိုရှင်းပြတယ်ဒီအကြောင်းတွေကိုဖေဖေလည်းအခုမှသိရှာတယ်ငါသားမမောင်သမီးနဲ့မှတက်တက်ဆန်ဆန်သွားပြီးဖူးစာဆုံးနေနော်အော်ကံကြမ္မာတော်တော်အံ့ဩဖို့ကောင်းပါလားနင်းရဲ့ဒါဆိုမင်းတို့မိသားစုရန်တွေ့ခဲ့တာမင်းသိမ့်မာခဲ့ပြီလွန်ခဲ့တဲ့အနှစ်20ဖြစ်ခဲ့ကြတဲ့ကိစ္စတွေကတရားခံငါပဲငါ့ဟာလောဘအတော်မတက်နိုင်ပဲမားခဲ့တာမမကဘာမှမသိခဲ့ရှာအောင်ငါချမ်းသာချင်လို့စီးပွားရေးကိုဖျက်လန်းကလိုက်ခဲ့တာဘာမှမသိရှာတဲ့မမောင်နဲ့ခင်ခင်လက်တို့ကိုမင်းဘာလို့အထင်လွဲခဲ့ရတာလဲကွာဒီမဲ့သားမမကဖေဖေရဲ့အချစ်ဆုံးတငယ်ချင်းပါသူတို့ဘယ်မှာရှိလောက်တယ်ဆိုတာဖေဖေတွေ့လို့ရတယ်သားမမမျိုးတွေကမိတ်ထိလာမှာအများဆုံးရှိတာဆိုတော့ဒီကောင်တွေမိတ်ထိလာအရင်အိမ်ကြီးမှာပဲရှိနေမှာပါမရွှေ့လျားတဲ့တပင်တွေကသူ့နောက်မှာတရေရိမ်နဲ့ကြမ်းခဲ့တယ်ဟိုင်းလက်တိုင်းခွက်ကညွန်တန်ကကနန်းနံပါတ်130ကိုညွန်ပြနေဝေပြေကားလမ်းမကြီးပေါ်မှာတော့အောင်ဆိုင်ကဲကတရေရိပ်ပြေးနေရှာပါတော့တယ်စိတ်စောနေလို့ထင်တယ်ဘိန်းပြန်မတက်ပြေးနေတဲ့ဆိုင်ကဲကိုနေရလို့စိတ်ကထင်နေမိရဲ့မမအောင်အရန်တွေ့ချင်နေမိရဲ့မမခက်ကလည်းသူ့လိုပဲနေမှာပါမမခက်ကဒီတပုတ်ရဲ့စာသားတွေဖြစ်ခဲ့ကိုဟာဒီကွက်ဆန်တဲ့တန်စင်းဆိုတာဖြစ်ရမှာပေါ့တကယ်လို့မမခက်ဟာရွှေငါးလေးတွေလို့တင်စားခဲ့မောင်ကရွှေငါးလေးပျော်မြူဖို့အတွက်ရေကန်ငယ်တစ်ခုဖန်ဆင်းပေးမိမှာအမှန်မမခက်ဟာငှက်ပြိုမလေးဆိုရင်မောင်မမအတွက်ပျော်မြူလွတ်လပ်ရအပြန်ကောင်းကင်ကြီးလို့နေထိုင်ကျင့်သုံးမိမှာအမှန်ပါပဲကွယ်မမမောင်ဘွားဖြစ်တယ်လို့မောင်ကလည်းမမဘွားလေးပဲဖြစ်ပြစေမမနဲ့ငကိုတူကြည်ညိုးပျော်ရွှင်တာကိုပြန်တွေးမိတိုင်းမောင်ရင်မှာစိုးနေစွာခံစားရတယ်မောင်နဲ့ခွဲခွာနေရမှမောင်ဘောခက်ပလောက်ထိချစ်ခဲ့မယ်သူမကိုသူမသတိထားမိတော့တယ်မောင်ဆိုရင်လေသူမရက်ဆက်ခွဲခွာမှုကြောင့်ဘယ်လောက်များခံစားနေရမလဲကွယ်သူမကိုချင်းစာမြဲသတိရလိုက်တာမောင်ရဲ့ဖြတ်ကနေကြည်တည်ဖိတ်ရှန်လာတဲ့မောင်အပြုံးတွေကခုဆိုရင်ဖြင့်ရေခဲမြစ်ထက်တွေပို့ပြီးအိတ်စိတ်နေခင်မလားကွယ်မောင်နဲ့နှုတ်ကိုရှင်တွဲပြုံမြုပ်ခဲ့တဲ့အချိန်ကအဖြစ်ပြက်တွေဟာသူမမျက်ဝန်းထဲမြောင်လာမိပြန်တော့သူမရှင်မနှင်သွားမိပြန်တယ်မောင်ရဲ့မောင်နဲ့မမရဲ့အပြောရက်လေးတွေကနင်းထုမိုးသားအောက်မှာအေးခဲစိတ်သုံးသွားခဲ့ပြီးထင်ပါရဲ့ကွယ်တကယ်လို့ပေါ့မောင်ရဲ့တည်ဆုံးသွားခဲ့တဲ့မောင်ရဲ့ရှင်ခုန်တန်တွေကိုမမအနေနဲ့ပြန်ပြီးနိုးထစေချင်လိုက်တာကွယ်မောင်ကတော့မမကိုခုချိန်ဆိုခါတီဆက်ဆုပ်စွာနဲ့မုံမိတ်နင်းလောက်ပြီးပေါ့နော်မောင်ကိုခွဲခွာပြီးဆွလိုက်ခဲ့တဲ့ချိန်ဟာစလို့အခုချိန်ထိမမရဲ့ရှင်ခုန်တန်တွေကလည်းတည်ဆုံးခဲ့ပြီးမောင်ရဲ့မောင်မမေသားရှောက်မလာခင်ပြဿနာအခြေအနေတွေကဒီလောက်ထိကြီးထွားနိုင်စရာအကြောင်းမရှိဘူးခုတော့ဖဖေးနဲ့မမေပါအရှက်ရပြီမောင်နဲ့သူမတို့လည်းကွဲခဲ့ရတယ်မောင်သူမဘောဘယ်လောက်ထိချစ်တာသူမသားလည်းအတိဆုံးခုလောက်ဆိုရင်ဖြင့်မောင်မုံမေများနေပြီလားမောင်ဦးလွမ်းအောင်တယောက်သားဖြစ်သူကိုလှိပ်စာပေးလိုက်မိကမှစိတ်မချနိုင်လို့မောင်ရဲ့မိထီလာတယ်လီဖုန်းနံပါတ်ကိုရှာကြည့်မိရဲ့ဒါကိုလွတ်တာလွတ်လိုက်ရတယ်မောင်တော့စိတ်မချအောင်နေဘာဖြစ်လို့လဲမောင်အော်ဒါဆိုင်ကဲနဲ့သွားတာမို့လားစိတ်ကစောပြီးတစုံတရာဖြစ်မှာစိုးလို့ပါအဲ့ဒါတော့မပူပါနဲ့ဖေဖေကသူ့မျိုးကိုလက်ဖွဲ့အနေနဲ့တီဆိုင်ကဲတစီအစ်စ်ဆက်ဆက်ဝဲပေးလိုက်တာပါပြီးတော့ဒါပြန်စပိန်စီးကျင်ပြီးသားဆိုတော့တိတ်တော့ဘူးမနေပါနဲ့မောင်ဘာပဲဖြစ်ဖြစ်ကွာငါမမောက်စီဖုန်းတော့ဆက်ကြည့်အောင်မယ်ရန်ကုန်ကမိထီလာကိုပြောင်းလာခဲ့ကြရသမီးလေးခက်ခက်မှမျက်နှာတိတာစွာချောင်းကျသွားတာဥမမောင်တတိထားမိရဲ့အစားတော့လဲကောင်းဆောင်မစားအချိန်ပြေမိုင်တွေငေးနေတတ်တယ်တကယ်စစ်ကြည့်မယ်ဆိုရင်ဖြင့်ကလေးမအပြစ်မရှိလွမ်းအောင်ကိုလည်းအပြစ်မစိုးတာပုထုစင်လူသားပဲချမ်းသာပြည့်စုံစွာနဲ့နေလိုကြတာကြီးပဲငယ်စဉ်ကတည်းကပေါင်းတင်လာခဲ့ကြလို့လွမ်းအောင်ရဲ့အရေးချင်းကောင်းတွေကိုသူသိထားတယ်စီစနစ်ရှိတယ်တိကျတယ်မှန်ကန်တယ်အလုပ်ကိုစွမ်းစွမ်းတမန်လှုပ်တတ်သူအားနဲ့ချက်တစ်ခုတော့ရှိတယ်လွမ်းအောင်ကလူတစ်ဖက်သားပြောတာကိုယုံလွယ်တတ်တယ်ပါညာညာသိပြီးမစင်စားတတ်ဟိုးရခင်ပြဿနာဖြစ်ခဲ့ချိန်ဟာလေသူများပြောတာကိုယုံလည်မိပြီးဖြက်လန်းကချမ်းသာကြီးစွာ
ကြံဆောင်မိရဲ့အတွက်သူတုတ်ခဲရောက်ရောက်ခဲ့ခြင်းပါအေးငါအသာကားနှစ်စီးတဲ့အဆုံးရှုံးခံရတာပါသူခင်ဗျာထောင်ထဲမှာ15နှစ်ကြော်နေခဲ့ရတာပြီးတော့နေဆိုလဲကိုဝင်အရက်မှကြီးနဲ့အတော့ဒုက္ခရောက်ခဲ့ရတာဆိုတော့သူငါတို့ကိုစိတ်ဆိုးမယ်ဆိုလဲစိုးစရာပဲပေါ့အော်လောဘအတော့ကြောက်စရာကောင်းပါလားနော်ဥမမောင်တယောက်ငယ်တငယ်ချင်းလွမ်းအောင်ရဲ့မိသားစုအကြောင်းတွေးရင်စိတ်မကောင်းဖြစ်နေတာကဘလောက်တောင်ကြာသွားတယ်မသိသမီးခက်ချောင်းအခန်းတွင်းဝင်လာမှအတွေးတွေလင့်ပြေသွားရတယ်ဖေဟောသမီးလေတယ်လီဖုန်းလာနေရရန်ကုန်အားတဲ့အေးလာပြီသမီးဥမမောင်အခန်းရှိတယ်လီဖုန်းရှိရကလမ်းလာခဲ့တယ်ဟယ်လိုပြောပါခင်ဗျာကျွန်တော်မောင်ပါဘာလွမ်းအောင်ဟုတ်လားဟာတငယ်ချင်းဝမ်းသာတယ်ကွာမင်းခုဘာလုပ်နေလဲဟေးစံပွဲယုံအေးကောင်းတာပေါ့ကွာမင်းရခမကြီးနဲ့လဲကွက်ပဲပေါ့ဘာမင်းသားလေးအောင်ငါတို့မိထီလာဆိုင်ကနေလွတ်လိုက်တယ်ဟုတ်လားမင်းကွာကိုယ်တိုင်ခေါ်လာခဲ့ပြီးရောလမ်းမှာတစုံတစ်ခုဖြစ်နေမှာဖြစ်အေးဒါပဲနော်မင်းတို့လာမှပဲရက်မြက်ရွေးတာပေါ့အေးငါဖုန်းချလိုက်တော့မယ်လွမ်းအောင်တယ်လီဖုန်းမိလာလို့ပထမတော့ခက်ချောဝမ်းသာသွားမိရဲ့နောက်တော့ဝမ်းသာမှုတွေပျောက်ကွယ်ခဲ့တယ်ဖေတဲ့မောင်စီရဆက်တာမဟုတ်သူမကသာတန်းတာနေမိရပါမောင်ကခုချိန်ဆိုသူမစာဖက်ပြီးစိတ်နာမုံမိတ်နေလောက်ပြီပေါ့တယ်လီဖုန်းပြောပြီးထွက်လာတဲ့ဖေကိုသူမသတိမထားမိလိုက်သမီးလေဘာတွေးနေရလဲကွယ်သမီးဘာမှမတွေးပါဘူးဖေဖုန်းကဘသူစီကလာတာလဲဖေအော်ဖေအတီတယောက်ပါမိထီလာလာလဲကြမလို့တဲ့မောင်ဆက်တာမဟုတ်မှန်းသိရတာနဲ့သူမမျက်နှာလေးညှိုးငယ်သွားရတယ်သမီးမျက်နှာကိုအေးလိုက်ကြည့်နေတဲ့ဦးမမသမီးမျက်နှာညှိုးလျော်သွားတာကိုသတိပြုမိလိုက်တယ်သမီးငယ်လက်တစ်ပြက်မောင်အောင်ဟင်းထက်ကိုတွေ့ပြီးဝမ်းသာတော့ညာပြောလိုက်မိခြင်းပါဟုတ်ကဲ့ပါဖေပြောင်းလဲနေတဲ့သမီးငယ်ကိုကြည့်ပြီးဦးမမပြုံးလိုက်မိရဲ့ငါသမီးလေးတို့ကလေးတွေမှာကြားကတစားခန့်နဲ့ဖြစ်ရရှာတာပေါ့လေမိထီလာမြို့တွင်းကိုဝင်လာတာနဲ့အောင်ဆက်ရှင်ကိုမြန်တရက်မြတ်အောင်ပုံမမြင့်တင်လိုက်တယ်မနက်4 နာရီကလေးကတောက်လျှောက်မောင်းနေခဲ့တာသူ့မှာမပန်းနိုင်မခဲမျက်နှာလေးကိုသာမြင်အောင်နေမိရဲ့နိုင်စင်ကြီးနားရောက်တာနဲ့ဖေပေးလိုက်တဲ့လိပ်စာအတိုင်းသူ့ချက်အမတ်စကိုတွင်းခဲကိုမောင်းဝင်ခဲ့တယ်စီယုံသားစီထားတဲ့ကြံတကောက်ဆိုင်ကရှေ့ပိန်းနဲ့ခက်ဆက်ကလေးတိုက်ပင်ကဝင်လာခဲ့ပြီးနောက်တိုက်အိမ်ရဲ့စင်ဝင်အောက်အရှောက်မှာလေတနက်ကြီးကင်ထားတဲ့လူကြီးတဦးကိုအောင်တွေ့လိုက်ရတယ်ဟေးမင်းမတူလေဘာကိစ္စနဲ့ငှချင်တယ်ခွင့်မတောင်းရင်ဝင်လာရတာလေကွာလေတနက်ကြီးတကားကားနဲ့နက်ထားတင်းမကရှောက်လာနေတဲ့လူကြီးကိုအနီးကပ်မြင်လိုက်ရမှမခက်ဖေမှန်တီးလိုက်ရတော့တယ်အချိန်နေရက်ကိုခက်ချောတယောက်လိုက်ကကြမှာမြင်နေရတယ်ခန်းစီစလေးကိုဆွဲဖယ်ပြီးခက်ချောမောင်နဲ့ဖေစီချောင်းကြည့်နေမိရဲ့ဖျားမောင်ဒီထီတော့လိုက်လာတာပါလားဖေလက်ထဲမှာလည်းတနက်ကြီးနဲ့အနားကိုတိုးကပ်လာတဲ့ဦးမောင်ကိုအောင်ရင်ဆိုင်လိုက်တယ်ဦးကျွန်တော်ငါမင်းပါမလာမပြောနဲ့အောင်လာလန်အတိုင်းမင်းပြန်ထွက်သွားပါမဟုတ်သေးဘူးဟုတ်တယ်ကွာမင်းငါသမီးနဲ့တွေ့ဖို့လည်းမလိုမင်းကိုလည်းငါမတွေ့ချင်မင်းငါချန်ကထွက်သွားကွာမသွားဘူးကျွန်တော်လုံးဝမသွားနိုင်မနဲ့တွေ့ပြီးမှကျွန်တော်ဒီချန်ထွက်သွားမယ်ဗျာအေးကောင်းပြီဒီမှာငါအစုံဆိုနေဦးမောင်ကလေတနက်မောင်ကိုဆွဲတင်လိုက်တယ်မိမိရဲ့ချစ်သမီးလေးကိုပေးပြီးတမတ်တော်မှာဆိုတော့အနေအချင်းအကဲဆန်ကြည့်ဖို့လိုမယ်ထင်တယ်မင်းတော့ကွာငါအကြောင်းမသိသေးဘူးနဲ့တူတယ်လေတနက်ပြောင်းသွားကူအောင်ရဲ့ရင်ညွန့်တက်ကိုထိုးချိန်လိုက်တယ်အောင်တယောက်အန်ကိုတင်းကြည်ဝတ်ထားတဲ့အင်ဂျီကိုဖွင့်ကရင်ကိုကော့ပေးလိုက်တယ်ကျွန်တော်အသေးနှလုံးတက်ကိုပွင့်ထွက်သွားပြစ်လိုက်ပါဦးပြစ်လိုက်စမ်းပါဗျာမနဲ့ခွဲရမယ့်တူတော့အသေးတာပြစ်လိုက်စမ်းပါကောင်းပြီလေတင်းနဲ့3ရှိလို့မှမင်းထွက်မသွားရင်တော့ငါပြစ်ပြီပဲကဲ
ဦးမောင်မောင်ကအမတ်စင်ကိုစတင်ရေးတွက်နေပြီအခြေအနေကစိုးရင်ရေးမှတ်မှာခက်ခက်ချော့တယောက်ဘလို့မှပုံးကွယ်မနေနိုင်တော့ပဲခန်းစည်းစကိုဆွဲဖဲကတိတ်လန့်ချင်းကြီးစွာနဲ့အော်ဟစ်လိုက်မိရဲ့ဖဖေမပြစ်ပါနဲ့မောင်မပြစ်ပါနဲ့ဟင်မမခက်အကြချင်ဆုံးသောသူမရဲ့အတန်လေးနဲ့အမြင့်ချင်ဆုံးသောသူမမျက်နှာလေးကိုအောင်တယောက်တွေးလိုက်ရပါပြီရင်မမွတ်သိပ်တန်းတာစွာအော်ဟစ်လိုက်မိရဲ့မမတိုင်မေအားလုံးနှောက်ကျသွားချေပြီလားမပြောတဲ့ဦးမမရေးတွက်နေတဲ့အမတ်စင်ကသုံးကိုပြေးသွားခဲ့ပြီကိုင်းကွာဘာတွေဘယ်လိုဖြစ်ကုန်နဲ့အာမသိတော့မျက်လုံးတွေစုံမိတ်ထားလိုက်မိတော့တယ်တနတ်တန်ဆုံးအောင်ရဲ့အနောက်ဘက်စီကပလင်းကွဲတန်ကိုကြားလိုက်ရလို့လေကြီးလိုက်ကမိမိကလည်းဘာမှမဖြစ်ကြောင်းသတိထားလိုက်မြဲလေတနတ်ကြီးကန်ထားတဲ့ဖဖေလက်ကြီးကိုသူမအတင်းဆွဲနေမိပြီးအော်ဟစ်နေမိရဲ့ဖဖေမလုပ်ပါနဲ့မောင်မတက်ပါနဲ့နော်ကိုတမန်ကိုတက်ပါမလားသမီးလေးရဲ့ဖဖေကပလင်းကိုလက်တဲ့စမ်းကြည့်နေရပါဟာဟာဟာငါတမန်ကဘန်တူလာနဲ့အမျိုးနဲ့တူတယ်နောက်တစ်ချက်မတွန့်ဘူးကွာဟာဟာဟာတနက်ကြီးထမ်းပြီးဦးမမအိမ်ထဲလမ်းဝင်သွားလေတော့တယ်မောင်ရဲ့မမဆွေးရင်လဲရတာကွယ်မမတွက်ဆိုမောင်စိတ်ခါပြန်တည်ရပါတယ်မမရဲ့မောင်မမမုံမေ့ဘူးလားဟင်မုံဖို့နေတတအောင်နဲ့မမတို့ရဲ့22နှစ်အချိန်22ရက်တို့နဲ့အခုမှနေမှာချင်မမရဲ့အိုးအမေဆွေကနေအထက်တလန်နဲ့ပါလာတဲ့မမခက်ကိုကြည့်မောင်အာဘာတီယာရေနေမိပါတော့တယ်မောင်မကဲနဲ့ကွာလွေနဲ့ဘယ်သူမှမရှိပါဘူးအေးရှိပါတယ်ဆိုဟိုမှာအောင်လေးကြည့်လိုက်တော့အေးရကားပေါ်မှာဖိုးဖိုးမမေနဲ့တငယ်ချင်းတွေဖြစ်တယ်ဘွားကြီးနဲ့ဝါတုတ်တုတ်ကိုပြုံးရွှင်စွာတွေ့လိုက်ရတယ်သူတို့ကမမမောင်စနီမန်တီဗီသားတွေပဲကဲညအောင်အိုးကွာဟိုမှာဖေဖေနဲ့မမေထွက်လာကြပြီလာပါစေတော့မမရချစ်မှာပဲအောင်တယောက်ချစ်တဲ့မမရဲ့မျက်နှာလေးကိုအနံမိုးတွေရွာချပလိုက်တော့တယ်တိုက်အိမ်ကြီးတွဲမှာလမ်းထွက်လာကြတဲ့ဦးမောင်မောင်နဲ့ဒေါ်ခင်လက်တော့မှာသားနဲ့သမီးဖြစ်သူကိုကြည့်ပြီးပြုံးရွှင်စွာဖြစ်နေကြတော့တယ်ဟုတ်ကဲ့ပါပရိသတ်များရှင်ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးပါပြီရှင်ပရိသတ်များအားလုံးကလည်းဇလန်လေးနားဆင်ပြီးတော့ချစ်ရတဲ့သူတွေနဲ့သာသဆုံးတိုင်းပေါင်းဖက်ခွင့်ရကြပါစေရှင်နောက်ရက်တွေမှာလည်းရင်ခုန်စိတ်လှုပ်ရှားဖွယ်ဇလန်ကောင်းလေးများစွာကိုတင်ဆက်ပေးဦးမှာဖြစ်လို့ပရိသတ်များအားလုံးကလည်းလိုက်အောင်အားပေးနားဆင်ပေးကြပါအောင်လို့ဖိတ်ခေါ်ပြစေရှင်အားပေးနားဆင်ခဲ့ကြတဲ့ပရိသတ်တူတယောက်ချင်းစီတိုင်းကို